နတ်မိမယ်တပါးနဲ့မိစ္ဆာဘုရင်တို့ရဲ့ကြေတာရာကြားကတိုက်ပွဲတစ်ခုပါသူမကဒီဟင်းလင်းပြင်းထဲမှာငါ့ကိုဘယ်သူမှမရှင်နိုင်ဘူးလို့ကြွေးကြော်ရင်းနေမင်းတန်စွမ်းရည်တွေနဲ့အားကုန်တိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့မိစ္ဆာဘုရင်ကတော့ကြောက်ရွံ့ခြင်းမရှိဘဲခန်းနေတဲ့အပြုံးနဲ့သူမကိုစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်တည်ငြိမ်အေးဆေးတဲ့မျက်နှာထားနဲ့ဒီလူငယ်မှာဘလို့အစွမ်းတွေရှိနေလဲသူလက်တစ်ချက်လှုပ်လိုက်ရုံနဲ့နေမင်းကြီးကိုတောင်ဖျက်ဆီးနိုင်တဲ့ငကားနဲ့ကြီးထွက်ပေါ်လာပါတယ်ဒါပေမဲ့သူ့ရဲ့တန်ဘက်ကလည်းရော့တွက်လို့မရပါဘူးဒါတစ်ချက်တည်းနဲ့တိုက်ခိုက်လာတာကိုလက်ချောင်းတစ်ချောင်းလေးနဲ့တားဆီးလိုက်တဲ့အခါမှာတော့သူတို့ကြားကတင်းမာမှုတွေကအထွတ်ထိပ်ကိုရောက်ရှိသွားပါပြီနတ်ဖျားမတပါဟာသူမရဲ့ထုခဲ့တဲ့အစွမ်းတွေကိုစုစည်းပြီးလောကကိုချင်းချောက်နေတဲ့အမောင်ထုကိုတွန်းလှန်ဖို့ပြင်ဆင်နေပါတယ်ဒါပေမဲ့ရန်သူရဲ့စွမ်းအားကတကယ်ကိုကြောက်မက်ဖွယ်ကောင်းနေတာပါအသက်လူတိုက်ပွဲအတွင်းမှာပဲသူဟာသူ့ရဲ့အစွမ်းထက်ဆုံးဖြစ်တဲ့ကိုထက်ကောင်းကင်ဓာတ်အစီရင်ကိုထုတ်သုံးပြီးရန်သူကိုအပြီးတိုင်နှိမ်နင်းဖို့ကြိုးစားလိုက်ပါတော့တယ်ကောင်းကင်ထက်ကပြင်းထန်တဲ့တိုက်ပွဲမှာဓာတ်တော်ပေါင်းများစွာနဲ့ရန်သူကိုအနိုင်ယူဖို့ကြိုးစားနေပါတယ်ဒါပေမဲ့မမျှော်လင့်ထားတဲ့နတ်ဖျားမရဲ့စွမ်းအားတွေကသူ့ကိုအတင်းအကျပ်ဖမ်းဆီးလိုက်တဲ့အခါမှာတော့လွတ်မြောက်ဖို့လမ်းစပြောက်သွားခဲ့ရပါတယ်ရွှေရောင်စွမ်းရည်ကြိုးတွေကြားပိတ်မိနေတဲ့သူ့ရဲ့ကံကြမ္မာဟာတကယ်ကိုစိုးရိမ်စရာကောင်းနေပါပြီမိစ္ဆာအရှင်သခင်ရဲ့ပြင်းထန်လာတဲ့စွမ်းအားတစ်ခုကြောင့်ဒီစုံတွဲဟာအပြင်းအထန်ဒဏ်ရာရသွားပါတယ်အခုမှအသက်ဘေးကိုကြောက်ရွံ့သွားတဲ့အဖြူရောင်ဝတ်စုံတဲ့လူကမိစ္ဆာမင်းကိုတောင်းပန်တိုးရှိုးနေတော့တာပါဒါပေမဲ့မိစ္ဆာမင်းကတော့သူ့ရဲ့ဒေါသတွေကိုမထိန်ချုပ်နိုင်ပဲသူတို့ကိုတပ်ပစ်ဖို့အစဉ်သင့်ဖြစ်နေပုံမှာပဲရင်တစ်ထိတ်ထိတ်နဲ့ဘာဆက်ဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်နော်အမဲရောင်ဝတ်စုံတဲ့လူငယ်ဟာတနာညာလာမှုကိမဲ့စွာနဲ့ရန်သူတွေကိုချင်းချောက်နေပါတယ်သူတို့ဟာအသက်ဘေးကလွတ်ဖို့အသေးအတန်တောင်းပန်နေကြပေမဲ့သူကတော့နောက်ထပ်ကလည်းစားချေဖို့ကိုပဲစိတ်ဆိုးနေတာပါနောက်ဆုံးမှာတော့သူဟာကျင်နာတဲ့ဖခင်တဦးအသွင်နဲ့သူ့မိသားစုစီကိုအချိန်မီပြန်ရောက်လာခဲ့ပါတယ်သမီးငယ်လေးကခုနကလူတွေဘယ်ရောက်သွားလဲလို့မေးတဲ့အခါဖခင်ဖြစ်သူကတော့အိမ်ပြန်ထမင်းစားသွားပြီလို့အေးအေးဆေးဆေးပဲဖြေလိုက်ပါတယ်ဇနီးတဲ့ကသူ့ကိုတခုခုဖြစ်သွားလားလို့စိုးရိမ်တကြီးမေးတဲ့အခါမှာတော့သူကဒဏ်ရာနှဲငယ်ရသွားတယ်လို့ဆိုပါတယ်ဘယ်မှာလဲလို့အပူတပြင်းမေးတော့မှပါးလေးကိုလက်ညှိုးထိုးပြီးအခွင့်ကောင်းယူကချွဲပြနေပါတော့တယ်မင်းသားရဲ့ချိုတာတဲ့အကြံစီလေးကိုမင်းသမီးကရှက်ကိုရှက်ကန်ညှင်းဆန်နေတော့မှပဲအရေးကြီးတဲ့သတင်းပို့ချက်ရောက်ရှိလာပါတယ်အခုတော့သူတို့မိသားစုဟာအန္တရာယ်များလာတဲ့စွစားခန်းစီကိုအတူတူစတင်ခြေလှမ်းနေကြပါပြီဂိုင်းချုပ်ကြီးချမ်းကျွယ်အေးအေးဆေးဆေးစာရေးနေတော့မှတပည့်ဖြစ်သူကမိစ္ဆာတွေကျူးကျော်လာပြီဆိုတဲ့သတင်းဆိုကိုအလောတကြီးလာပို့ပါတယ်ဒီသတင်းကြောင့်ချမ်းကျွယ်ဟာချက်ချင်းပဲတောင်ကားကိုပိတ်ဖို့နဲ့အခြားဂိုင်းတွေကိုအကူအညီလမ်းတောင်းဖို့အမိန့်ပေးလိုက်ပါတယ်တင်းမာမှုတွေနဲ့အတူကြီးမားတဲ့တိုက်ပွဲကြီးတစ်ခုကတော့ရှောင်လွှဲလို့မရတော့ပါဘူးရန်နုတီကနတ်ဆိုးမျိုးနွယ်နဲ့ပေါင်းပြီးနတ်ပုံကိုရောက်လာခဲ့ပါတယ်လူတိုင်းကသူမကိုကဲ့ရဲ့နေကြပေမဲ့သူမကတော့ဂရုမစိုက်ပဲသူမရဲ့ချစ်သူလက်ကိုတင်းတင်းဆုပ်ကင်ထားခဲ့ပါတယ်ရုတ်တရက်ဆိုသလိုသူမအပေါ်စော်ကားသူတွေကြားတဲ့ကိုနတ်ဆိုးမျိုးနွယ်ရဲ့ဒေါသလိုင်းလုံးကြီးကပြင်းထန်စွာရိုက်ခတ်သွားပါတော့တယ်ကြောက်စိမ့်နှံတော်ကိုကာကွယ်ဖို့ထောင်ချီတဲ့လူတွေစုပေါင်းပြီးအင်အားကြီးတဲ့အကာအကွယ်တားဆီးကိုတိစောက်ခဲ့ကြပါတယ်ဒါပေမဲ့မထင်မှတ်ထားတဲ့ရန်သူတယောက်ကသူ့ရဲ့တတိယမျက်လုံးကိုဖွင့်လိုက်တဲ့အခါမှာတော့တားဆီးမရတဲ့စွမ်းအားတွေကြောင့်နန်းတော်ကြီးဟာတခဏအတွင်းမှာတင်ပြပုံဘဝကိုရောက်သွားခဲ့ပြီးနှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့အစဉ်အလာတွေလည်းအဆုံးသတ်သွားခဲ့ရပါတော့တယ်မိမိဇနီးတဲ့ရဲ့ကျင့်စဉ်အယိုးနဲ့နှလုံးသားကိုခိုးယူသွားတဲ့တာဝူကိုင်းကိုမိစ္ဆာဘုရင်ကအပြင်းထန်ဆုံးလက်စားချလိုက်ပါပြီ။ကူကယ်ရာမဲ့စွာအတနာခံနေတဲ့တာဝူကိုင်းချုပ်ကြီးကိုမြင်ရတာမိစ္ဆာဘုရင်အတွက်တော့နာကျင်မှုတွေကလုံးဝမပြေပြောက်သေးပါဘူး။ဒါပေမဲ့မိစ္ဆာဘုရင်ရဲ့ဇနီးကတော့သူမကိုနတ်ဖျားမအစင်ရောက်အောင်တစ်ချိန်ကကူညီဖေးမပေးခဲ့ဘူးတဲ့ကိုင်းချုပ်ရဲ့ကျေးဇူးတရားတွေကိုပြန်လည်အမှတ်ရနေပြီးစိတ်မကောင်းဖြစ်နေတဲ့ပုံရပါတယ်။တစ်ချိန်ကအင်အားကြီးမားခဲ့တဲ့နတ်ဖျားမဟာအခုတော့သူမရဲ့ကျင့်စဉ်တွေဆုံးရှုံးသွားခဲ့ပါပြီ။သူမရဲ့နှလုံးအိမ်ရိုးကိုပြန်ရဖို့ကြိုးစားနေပေမဲ့အကြီးအကဲကတော့အဲ့ဒါဟာသူမတို့လက်ထဲမှာမရှိတော့ကြောင်းပြောပြခဲ့ပါတယ်။တကယ်တော့နတ်ဖျားနဲ့မြေကပုဂ္ဂိုလ်တယောက်ကလူယူသွားခဲ့တာပါ။သူမနဲ့သမီးတော်လေးကိုပါအနေပြုခဲ့တဲ့အဲ့ဒီလှုပ်ဝက်ဆန်းကျင်တဲ့သူဟာဘယ်သူဖြစ်မလဲ။နတ်ဖျားလောကရဲ့အမိန့်ကိုမလွန်ဆန်နိုင်လို့အမှားလုပ်ခဲ့မိပါတယ်ဆိုပြီးအတနာခံနေတဲ့အဖိုးကြီးကိုဇနီးဖြစ်သူကခွင့်လွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့လည်းခင်မုန်းဖြစ်သူကတော့လုံးဝခွင့်မလွှတ်နိုင်ဘူးလို့တင်းမာစွာညှင်းဆန်လိုက်ပြီးဇနီးတွေကိုဘေးကင်းရာကိုအရင်ပို့ကသူကိုယ်တိုင်ပဲဒီကိစ္စကိုအပြည့်ရှင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ဒီလူငယ်ရဲ့အစွမ်းကြောင့်ဂိုင်းကြီးတစ်ခုလုံးပျက်စီးသွားခဲ့ပါပြီ။အသက်ဘေးကလွတ်ဖို့ဒူးထောက်ညံခံနေတဲ့ဂိုင်းချုပ်ကြီးကိုလူငယ်ကတေချောင်းကြံဖို့ပဲအမိန့်ပေးလိုက်ပါတယ်။သူ့ဇနီးကခွင့်လွှတ်ပေမဲ့သူကိုယ်တိုင်ကတော့ဒီကိစ္စကိုခွင့်မလွှတ်နိုင်ပါဘူး။အဲ့ဒီအချိန်မှာပဲအမောင်ဆွမ်းအားတွေနဲ့အတူကြောက်မက်ဖွယ်ကောင်းတဲ့မိမပြိုတူပေါ်ထွက်လာပါတော့တယ်။နတ်ဆိုးကောင်းဆောင်ရဲ့တယောက်မှအရှင်မထားနဲ့ဆိုတဲ့အမိန့်အောက်မှာမိစ္ဆာမလေးကတော့ရန်သူတွေကိုအင်းဆက်တွေလိုပဲသဘောထားပြီးလှောင်ပြောင်နေပါတယ်။အင်အားကြီးဖို့အိုကသူမကိုအစွမ်းကုန်တိုက်ခိုက်လိုက်ပေမဲ့ဘာမှမဖြစ်ခဲ့ပဲအခုတော့သူမရဲ့လက်တုပ်ပြန်မှုတွေစတင်ဖို့အလှည့်ရောက်လာပါပြီ။သူ့အလှည့်ရောက်ပြီးလို့ကျုံးဝကမိစ္ဆာမလေးကအစွမ်းကုန်ထုတ်သုံးလိုက်ရမှာပျက်စီးခြင်းအနီရောင်ကြပန်းကြီးပွင့်လန်းပြီးတလောကလုံးကိုတုန်ဟိန်းသွားစေခဲ့ပါတယ်။နတ်ဖျားနန်းတော်ကြီးထဲမှာဖောက်ထန်းတယောက်အချစ်တော်လေးနဲ့အေးအေးဆေးဆေးအချိန်ဖြုံးနေတော့နတ်ဆိုးဘရင်ကတက်ဖြတ်ဖို့ချီတက်လာပြီဆိုတဲ့သတင်းဆိုးကြီးရောက်လာပါတယ်။ဒါပေမဲ့မမနာကြီးရဲ့ဖောက်ထန်းကတော့ဝေးဝေးကနေကြောက်နေမဲ့သူမဟုတ်ပါဘူး။ဒီလောကမှာသူ့ကိုနောက်ဆုတ်အောင်လုပ်နိုင်တဲ့သူဘယ်သူမှမရှိဘူးဆိုတဲ့အထားနဲ့ရန်သူကိုအပြုံးမပြတ်စောင့်ကြိုနေခဲ့ပါတယ်။မောက်မာလုံးနဲ့နတ်ဖျားလေးကတော့သူ့ကိုဘယ်သူမှမရှင်နိုင်ဘူးလို့ယုံကြည်နေတာပါသူ့တပည့်တွေရဲ့တတိပေးချက်ကိုလစ်လျူရှုခဲ့ပေမဲ့ရုတ်တရက်ရောက်လာတဲ့အမောက်ဆွမ်းအားတွေကြောင့်နန်းတော်ကြီးတစ်ခုလုံးပျက်စီးသွားပါတယ်။အစွမ်းထက်လာတဲ့သူလည်းမြေပြင်ပေါ်မှာဒဏ်ရာတွေနဲ့ခွေကျသွားပြီးဘယ်သူကသူ့ကိုတိုက်ခိုက်တာလဲဆိုတာကိုဒေါသတကြီးရှာဖွေနေပါတော့တယ်။တိုက်ပွဲအချိန်ကြောင့်အားလုံးလက်ပြုတ်နေချိန်မှာအဆောင်တော်တကားဝကနေထူးဆန်းတဲ့လူ၃ယောက်ရောက်လာခဲ့ပါတယ်။မာနာကြီးရဲ့တခင်လေးကတော့သူ့ကိုယ်သူအသာစီးရနေတော့မယ်လို့ထင်နေပြီးသူမကိုလှောင်ပြောင်းနေတော့မှဒါပေမဲ့သူမကတော့သူမပိုင်ဆိုင်တာတွေကိုပြန်သိမ်းပိုက်ဖို့ရောက်လာတာဖြစ်ပြီးအမဲရောင်ဝတ်စုံတဲ့လူကိုလည်းအစွမ်းမရှိတဲ့သူလိုအထင်သေးစွာနဲ့လက်ညှိုးထိုးပြနေပါတယ်။နတ်ဖျားရဲ့သားဖြစ်သူဟာသူ့အာဏာကိုယုံပြီးတစ်ဖက်လူကိုအထင်သေးခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မိန်းကလေးရဲ့စွမ်းအားကြောင့်သူဟာဒူးထောက်ခဲ့ရပါတယ်။သူကသူ့အဖေရဲ့ဂုံပုံးနဲ့ချင်းချောက်နေပေမဲ့အနက်ရောင်ဝတ်စုံတဲ့လူကတော့နတ်ဖျားကိုပြည့်ရစိတ်လိုပဲတတ်မှတ်ထားပါတယ်။သူ့ဇနီးရဲ့နတ်ရိုးကိုပြန်တောင်းတဲ့အခါမှာတော့တင်းမာမှုတွေအထွတ်ထိပ်ကိုရောက်ရှိသွားပါတယ်။ဒီသူထေးသားလေးဟာသူ့အဖေရဲ့အာဏာကိုအားကိုးပြီးလူမိုက်ဆန်နေတော့မှာပဲဒါပေမဲ့မင်းသားရှိမှတော့သူ့ရဲ့ချင်းချောက်မှုတွေဟာကလေးကစားစရာလိုပါပဲမင်းသားရဲ့လက်ယုံကလက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့တင်ရန်သူအားလုံးလွတ်ထွက်သွားပြီးမင်းသားရဲ့မြင့်မြတ်လာတဲ့အစင်တန်းကိုလူတိုင်းခံကြသွားစေခဲ့ပါတယ်။စုံစမ်းစစ်ဆေးရေးနဲ့ဖျားเจ้าတော်ကြီးကိုဖျက်ဆီးပြရမလားလို့မေးလိုက်တဲ့မင်းသားရဲ့အေးဆက်ဆက်စကားတွေကတစ်ဖက်လူကိုတုံးလုံးသွားစေပါတယ်။သူရှိမှဒူးထောက်နေတဲ့သူကမောက်မာစွာနဲ့ချင်းချောက်ဖို့ကြိုးစားပေမဲ့လည်းမင်းသားရဲ့တစ်ချက်ထဲသောတိုက်ခိုက်မှုအောက်မှာအသက်ပြောက်သွားရပါတယ်။ဘသူမျက်နှာကိုမှမထောက်ပဲသူ့ရဲ့ချစ်သူကိုကာကွယ်ဖို့အတွက်ဆိုရင်နတ်ဖျားလောကတစ်ခုလုံးကိုတောင်ချီးမုန်းပစ်ဖို့မင်းသားကအစင်တင်ပါပဲ။
သူ့ဇနီးရဲ့ဝိညာဉ်အယိုးကိုမရမကပြန်ရှာမယ်လို့တစ္ဆာဆိုထားတဲ့တမန်တော်ဟာသတင်းပေးတယောက်စီကနေအချက်လက်တွေရရှိခဲ့ပါတယ်။တရားခံကတော့တခြားသူမဟုတ်ပဲမိစ္ဆာမလေးတယောက်ဖြစ်ပြီးသူမဟာထွက်ပြေးဖို့ကြိုးစားပေမဲ့တမန်တော်ရဲ့လက်ခုပ်ထဲကရေဖြစ်နေခဲ့ပါတယ်။အခုတော့သူမဟာအသက်ဘေးကနေလွတ်မြောက်ဖို့အတွက်အသေးအတန်တနာခံနေရပါပြီ။ဒီမိန်းမပြိုဟာအသက်ဘေးကလွတ်ဖို့သူ့ရဲ့ဇနီးတဲ့နဲ့အတူအလုပ်ကျွေးပြုပါမယ်လို့တောင်းပန်နေခဲ့ပေမဲ့သူ့ရဲ့နှလုံးသားထဲမှာဇနီးတွေကလွယ်လို့ဘယ်သူမှမရှိတာကြောင့်ရရဆက်ဆက်တက်ဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ဇနီးတွေကိုနိုးထစီဖို့မော်ဆွမ်းတွေအသုံးပြုလိုက်တဲ့အခါစပင်ဖြူနဲ့မျက်လုံးကြီးရဲတဲ့အင်အားကြီးနဲ့ဖျားမတပါအဖြစ်နိုးထလာပါတော့တယ်။အနေရကြားကချစ်သူလေးကိုကယ်တင်လိုက်တဲ့မင်းသားလေးကတော့ကျေးဇူးတင်စကားထပ်ပို့တဲ့အရာကိုမျှော်လင့်နေပုံမှာပဲမင်းသမီးလေးကလည်းညကြမှာအားလုံးကိုပြောပြမယ်ဆိုပြီးချိုးသားစွာနဲ့ဆက်နောက်လိုက်ပါတော့တယ်။ဟဲကြည်စမ်းသူမရဲ့စပင်တွေကငွေရောင်ပြောင်းသွားပြီးနှလုံးသားတစ်ကိုပြန်လည်ရရှိပြီးနောက်မှာတော့သူမရဲ့အလှတရားကပုံမတောက်ပတ်လာခဲ့ပါတယ်။ကလေးမလေးကတောင်သူ့အမေဟာတလောကလုံးမှာအလှဆုံးလို့ချီးကျူးနေတာပါ။နောက်ဆုံးမှာတော့သူမဟာပျောက်ဆုံးနေတဲ့တန်ခိုးအရှိန်ဝါတွေကိုပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်လို့အားလုံးကဝမ်းသာအားရနဲ့ဂုဏ်ပြုနေကြပါတော့တယ်။အင်အားကြီးမားတဲ့နတ်မင်းကြီးပြန်လည်ရောက်ရှိလာခြင်းဟာတလောကလုံးကိုတုံ့လှုပ်သွားစေခဲ့ပါတယ်။သူ့ရဲ့ထဲဝါတဲ့အရှိန်ဝါရှိမှအားလုံးကဥညွတ်ယိုသေးနေကြရပြီးကြောက်မက်ဖွယ်တိုက်ပွဲတွေဟာလည်းအဆုံးသတ်သွားခဲ့ပါပြီ။အခုတော့သူဟာချစ်ရတဲ့ဇနီးနဲ့သမီးလေးကိုခေါ်ဆောင်လို့အေးချမ်းတဲ့နေရာတစ်ခုစီကိုထွက်ခွာသွားဖို့အသင့်ဖြစ်နေခဲ့ပါပြီ။နတ်ဘုံကနေနတ်ဆိုးတွေပြန်ဆုတ်ခွာသွားပြီးမှအားလုံးကစိတ်အေးသွားကြတာပါ။ဒါပေမဲ့မင်းသားကတော့သူ့ဇနီးနဲ့သမီးလေးကိုခေါ်ပြီးရောက်ခမအိမ်ကိုအလဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကိုသိတဲ့နတ်မင်းကြီးကလည်းပြီးနှက်ငှက်ကြီးကိုကိုယ်တိုင်လာရောက်ကြိုဆိုစီပြီးသူတို့မိသားစုကိုခမ်းနားစွာခေါ်ဆောင်သွားဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ဒီလှပတဲ့မိသားစုလေးဟာအတိတ်ကနာကျင်စရာတွေရှိခဲ့တဲ့ဇနီးဖြစ်သူရဲ့နေအိမ်တော်ကြီးစီကိုပြန်ရောက်လာကြပါတယ်။သူမကစိုးရိမ်စိတ်နဲ့နောက်တွန့်နေပေမဲ့ခင်မုန်းဖြစ်သူရဲ့နှွေးထွေးတဲ့အားပေးမှုနဲ့သမီးလေးရဲ့ချစ်ဆက်ပွဲအားပေးတန်တွေကသူမကိုရှေ့ဆက်ဖို့ခွန်အားဖြစ်စေခဲ့ပါတယ်။အိမ်တော်တကားဝမှာတကားဆောင်တွေရဲ့တားဆီးမှုကိုခံလိုက်ရပေမဲ့ကျမပြန်လာပြီးဆိုတဲ့သူမရဲ့ပြတ်သားတဲ့စကားတန်ကတော့အားလုံးကိုတုံ့လှုပ်သွားစေခဲ့ပါတယ်။မိသားစုနဲ့နှစ်အတော်ကြာခွဲခွာနေရတဲ့မျိုးနွယ်စုရဲ့အကြီးဆုံးတခင်မလေးဟာနောက်ဆုံးမှာတော့အိမ်တော်ကိုပြန်ရောက်လာခဲ့ပါပြီ။အားကိုးရတဲ့အမဖြစ်သူကိုတွေ့လိုက်ရတဲ့မောင်လေးနဲ့ညီမဖြစ်သူတို့ကတော့ဝမ်းသာလုံးဆိုပြီးကြိုဆိုနေကြတာပေါ့။ဒါပေမဲ့ညီမလေးထင်တယ်လို့သူဟာအိမ်မှာအပြီးပြန်နေဖို့ပြန်လာတာမဟုတ်ပဲခင်မိုးနဲ့သမီးကိုပါခေါ်ဆောင်လာပြီးခဏအဖြုတ်အလဲလာခဲ့တာပဲဖြစ်ပါတယ်။တချိန်ကမိသားစုကိုခွဲခွာခဲ့တဲ့အမဖြစ်သူဟာခင်မိုးနဲ့သမီးလေးကိုခေါ်ပြီးအိမ်ကိုပြန်ရောက်လာပါတယ်။ဒီသတင်းကြောင့်ညီမဖြစ်သူကအံ့ဩမြင်တက်သွားရတယ်လို့အမရဲ့ခင်မိုးကတာမန်လူသားတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရချိန်မှာတော့ပိုလို့တောင်အံ့ဩသွားပါတယ်။ဒါပေမဲ့သူ့ရဲ့ခညာလုံးနဲ့ရုပ်ရည်ကညီမလေးရဲ့နှလုံးသားကိုချက်ချင်းပဲဖန်ဆားသွားခဲ့ပါပြီ။လင်းရွက်ဟာသူမရဲ့ခင်မွန်းချန်ရန်ကိုမိသားစုနဲ့မိတ်ဆက်ပေးဖို့ဇာတိမြေကိုပြန်လာခဲ့ပေမဲ့အဖေဖြစ်သူကချန်ရန်ကိုမြင်ချင်းမှာပဲအကြီးအကျယ်ထိတ်လန့်သွားပါတယ်။ချန်ရန်ရဲ့လှုပ်ဝက်ဆန်းကျယ်တဲ့အရှိန်ဝါကြောင့်အဖေဖြစ်သူကသူ့ကိုမိစ္ဆာလို့ထင်မှတ်ခဲ့တာပါ။ဒါပေမဲ့လင်းရွက်ကတော့ချန်ရန်ဟာတာမန်လူသားတစ်ယောက်ပါလို့အခိုင်အမာရှင်းပြနေခဲ့ပါတယ်။သမီးဖြစ်သူကချစ်သူရသွားတာကြောင့်မိခင်ဖြစ်သူကဝမ်းသာအားရနဲ့မင်းညံ့နေပေမဲ့သမီးဖြစ်သူကတော့ရှက်ကိုရှက်ကန်းနဲ့ညှင်းဆိုနေပါတယ်။ဒါပေမဲ့ပျော်ရွှင်စရာအချိန်လေးကခဏပါပဲ။ရုတ်တရက်မိခင်ဖြစ်သူကတွေးတွေအန်ထုတ်လိုက်လို့သမီးဖြစ်သူစိုးရိမ်တကြီးဖြစ်သွားရပါတယ်။မိခင်ရဲ့ယောဂကဘယ်လောက်တောင်ပြင်းထန်နေပြီလဲဆိုတာကိုဒီမှာတွေ့နိုင်ပါတယ်။မိခင်ဖြစ်သူရဲ့ဒဏ်ရာတွေကတနေ့ထက်တနေ့ပိုဆိုးလာလို့သမီးဖြစ်သူကစိုးရိမ်တကြီးမင်းညံ့နေပါတယ်။ဒါပေမဲ့မိခင်ကတော့အသားတကြီးပဲပြုံးပြနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲသမက်ဖြစ်သူကကုသပေးဖို့ရောက်လာပြီးရောက်ခမဖြစ်သူကလည်းသူ့ကိုတားရင်တယောက်လိုမေးလို့ခေါ်ခိုင်းလိုက်တဲ့အခါနှွေးထွေးတဲ့တန်ရောစင်တွေနဲ့အတူကုသမှုကစတင်ခဲ့ပါတော့တယ်။ရောက်ခမရဲ့ဒဏ်ရာကိုစစ်ဆေးနေတဲ့ချန်ဖုံးဟာသူမရဲ့စွမ်းအားတွေကုန်ခန်းနေတာကိုတွေ့လိုက်ရပါတယ်။ဘလို့ပင်ကုသပေးမဲ့လည်းအရာမထင်ခဲ့ပါဘူး။စိုးရိမ်နေတဲ့ဇနီးဖြစ်သူအတွက်ချန်ဖုံးကဒဏ်ရာတွေကိုကုသပေးနိုင်မဲ့ရှားပါလာတဲ့မိုးကြိုးစွမ်းရင်ပါဝင်တဲ့ဆေးရည်အကြောင်းကိုအကြံပေးလိုက်ပါတော့တယ်။ရှားပါတဲ့လျှက်စီးရည်ကိုရဖို့အတွက်ချင်းရတယောက်အန္တရာယ်များတဲ့လျှက်စီးတောင်တန်းစီရောက်လာခဲ့ပါတယ်။အဲ့ဒီမှာကျင့်စဉ်ကျင့်နေတဲ့တကူရှင်မလေးကတော့သူ့ကိုအလွယ်တကူပေးဖို့အစီအစဉ်မရှိပါဘူး။အနှစ်တရာမှတစ်ဆက်သာထွက်တဲ့ဒီယတနာကိုလိုချင်ရင်တော့သူမနဲ့အသေးလဲတိုက်ခိုက်ပြီးမှရနိုင်မယ်လို့စိန်ခေါ်လိုက်တဲ့အခါမှာတော့ငကားမျိုးနွယ်စုရဲ့ထိပ်သီးစွမ်းအားရှင်နှစ်ဦးဟာနှစ်ပေါင်းများစွာကအညိုးတေးတွေနဲ့အတူပြင်းထန်စွာရင်ဆိုင်တွေ့ကြပါပြီးမိမပြိုရဲ့ဒေါသတကြီးလျှက်စီးငကားအတွင်ပြောင်းလဲမှုဟာကောင်းကင်ရဲ့တစ်ခုလုံးကိုတုန်ခါသွားစေခဲ့ပါတယ်။ဒီတရေရှင်ရဲ့တိုက်ခိုက်မှုတွေကိုလူငယ်လေးကသူ့ရဲ့အနီရောင်စွမ်းအားတွေနဲ့အစွမ်းကုန်ခုခံရင်းရဲရဲဝံ့ဝံ့တံပြန်တိုက်စစ်ဆင်နေပါတယ်။သူတို့နှစ်ဦးရဲ့မန်ဟုံပြပြမှုတွေကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးတော့မဲ့အလားဟန်ချက်ပြက်နေပါပြီ။နဂါမင်းသမီးရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုဟာရန်သူကိုချေမှုန်းဖို့ကြိုးစားခဲ့ပေမဲ့အမောင်စွမ်းအားပိုင်ရှင်ကတော့အလွယ်တကူပဲတုံ့ပြန်နိုင်ခဲ့ပါတယ်။သူ့ရဲ့အတောင်ပံတွေဖြန့်ကျက်ပြီးဝိညာဉ်သားအဆောင်နဲ့ပြန်လည်တိုက်စစ်ဆင်လာချိန်မှာတော့တိုက်ပွဲကပိုပြီးပြင်းထန်လာပါတယ်။နောက်ဆုံးမှာတော့ကောင်းကင်ရဲ့ထက်ကနဂါကြီးရဲ့ဟိဟောက်တန်တဲ့အတူအဆုံးဖြတ်တိုက်ပွဲကစတင်มาတော့တယ်။လောကကြီးကိုအမောင်ထုကလွှမ်းမိုးဖျက်ဆီးဖို့ကြိုးစားလာတဲ့အခါမှာတော့ရှင်းဟောင်းမိစ္ဆာစွမ်းအားကြီးဟာနိုးထလာခဲ့ပါတယ်။ဒါကိုရင်ဆိုင်ဖို့အတွက်ရေခဲနဂါရဲ့အစွမ်းကိုပိုင်ဆိုင်ထားတဲ့သူရဲ့ကောင်းမလေးဟာပေါ်ထွက်လာပြီးသူတို့နှစ်ယောက်ကြားမှာကဘာပြတ်မတက်ပြင်းထန်လာတဲ့တိုက်ပွဲကြီးဟာစတင်มาတော့တယ်။အမုန်းတရားနဲ့အမှန်တရားတို့ရဲ့ဒီလိုအသက်လောင်းကြီးထပ်ပြီးတိုက်ခိုက်ကြတဲ့ထိပ်တိုက်တွေ့ဆုံမှုမှာနောက်ဆုံးမှာတော့ဘယ်သူကအောင်နိုင်သူဖြစ်သွားမလဲဆိုတာကိုရင်ခုန်စရာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကောင်းကင်ထက်မှာအစွန်းထက်တဲ့ပုဂ္ဂိုလ်နှစ်ဦးရဲ့တိုက်ပွဲကအထုပ်ထိပ်ကိုရောက်နေပါတယ်။ဒါပေမဲ့မမျှော်လင့်ထားတဲ့အမောင်စွမ်းအားတွေကနတ်သမီးလေးကိုရေပတ်နောက်ခွဲလိုက်တဲ့အခါမှာတော့အခြေအနေတွေကပြောင်းလဲသွားခဲ့ပါပြီ။ပြင်းထန်တဲ့ရိုက်ခတ်မှုကြောင့်သူမဟာမြေပြင်ပေါ်ကိုအားအင်ကြီးနဲ့စွာလဲကျသွားခဲ့ရပြီးအခုတော့သူမရဲ့အသက်အန္တရာယ်ကစိုးရိမ်ရတဲ့အနေအထားကိုရောက်ရှိနေပါပြီ။အကျဉ်းနာကင်းမဲ့တဲ့လက်တစ်ဖက်ကနတ်ဆိုးမလေးကိုတက်ဖြတ်လိုက်ပါပြီးရက်ဆက်တဲ့အပြုံးတစ်ခုနဲ့အတူသူဟာလောကကြီးကိုစိန်ခေါ်နေတယ်လို့ပါပဲ။နှစ်ပေါင်းများစွာကြာပြီးနောက်မှာသူတို့နှစ်ယောက်ပြန်ဆုံခဲ့ကြပါတယ်။မိန်းကလေးကအစွမ်းထက်ပေမဲ့လည်းသူ့ကိုမရှင်နိုင်ပဲရှုံးနိမ့်သွားခဲ့တာပါ။သူကတော့သူမကိုရေးမလုပ်ပဲသူ့ရောက်ခမအတွက်စိတ်တစ်မျိုးဖြစ်တဲ့မိုးကြိုးရီကိုပဲလိုချင်နေခဲ့တာဖြစ်ပြီးဒါကသူမကိုအံ့ဩမြင်တက်သွားစေခဲ့ပါတယ်။နေလက်ထက်လိုက်ပြီးပေါ့။ငါ့ကိုကြတော့ဘာလို့လက်မထက်တာလဲလို့နာကျင်စွာမေးလိုက်တဲ့နဂါမင်းသမီးဒါပေမဲ့လူသားလူငယ်ကတော့သူတို့နှစ်ဦးကြားကမျိုးနွယ်မတူတဲ့အတားအဆီးကိုအကြောင်းပြပြီးအေးဆက်ဆက်ညှင်းပယ်ခဲ့ပါတယ်။နဂါမလေးကတော့စိတ်ဆိုးမှန်ဆိုးနဲ့သူ့လိုချင်တဲ့ယတနာကိုလုံးဝမပေးပဲနှောက်ယှက်နေခဲ့ပါတော့တယ်။မာနတခွဲသားနဲ့ဘာမှမပေးဘူးလို့အပြတ်ညင်းနေတဲ့နဂါမယ်လေးကတော့မုံတိုင်းတွေကြားမှာခန်းကြားလုံးနေပါတယ်။ဒါပေမဲ့ကောင်လေးကဝက်ချီတောက်ကင်နဲ့မြူဆွဲပြီးအားရပါရစားပြလိုက်တဲ့ခါမှာတော့မာနခဲမလေးလည်းမနေနိုင်တော့ပဲသူ့ရဲ့တမိုးကြီးပစ္စည်းကိုဝက်ချီတောက်နဲ့ပဲအလဲလဲလုပ်လိုက်ရပါတော့တယ်
ကျွန်တော်အရင်သွားတော့မယ်လို့လူငယ်လေးကနှုတ်ဆက်လိုက်ပေမဲ့ငကားမလေးကတော့စိုးရိမ်တကြီးတားလိုက်ပါတယ်။နတ်ဖျားလောကကအခြေအနေတွေမဟန်တယ်လို့ပြင်ပလောကရဲ့အမွေသက်တွေပါခံစားနေရပြီလို့သူမကတတိပေးလိုက်တာပါလူငယ်လေးကတော့သူမကိုတိတိကျကျကြင်ကြံနေဖို့နဲ့လိုအပ်ရင်သူ့ကိုပြန်ခေါ်ဖို့မှာကြားပြီးထွက်ခွာသွားခဲ့ပါတယ်။သူမရဲ့ဖျားနာနေတဲ့မိခင်အတွက်ထူးဆန်းတဲ့အစွမ်းရှိတဲ့ဆေးရည်တစ်ခွက်ကိုတမိဖြစ်သူကဂရုတစိုက်နဲ့တိုက်ကျွေးနေတာပါ။ဒီဆေးကိုတောက်လိုက်တဲ့အချိန်မှာပဲမိခင်ရဲ့ခန္ဓာကိုယ်ထဲကနေအပြာရောင်လျှက်စစ်စွမ်းရည်တွေတိုးထွက်လာပြီးအံ့ဩစရာကောင်းလောက်အောင်ပြန်လည်ကျန်းမာလာတာကိုတွေ့ရမှာပါ။တမိဖြစ်သူကစိုးရိမ်တကြီးမြင်များလိုက်ချိန်မှာတော့မိခင်ဖြစ်သူကလည်းအခုတော့သူမရဲ့စိတ်ရောလူပါနေလို့အရန်ကောင်းသွားပြီလို့အပြုံးလေးနဲ့ပြောလိုက်ပါတော့တယ်။နှစ်ပေါင်းများစွာဝေဒနာခံစားခဲ့ရတဲ့မိခင်ဖြစ်သူဟာနောက်ဆုံးမှာတော့ပြန်လို့လာခဲ့ပါပြီအားလုံးရဲ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေပြည့်နေနေပေမဲ့အခုတော့မျှော်လင့်ချက်အသစ်တွေရလာခဲ့တာကြောင့်ဝမ်းသာကြည်နူးနေကြပါတယ်။ရောက်ခမဖြစ်သူကမိမိရဲ့ဇနီးကိုကယ်တင်ပေးခဲ့တဲ့နတ်ဆိုးဘရင်ကိုအလေးအနက်ကျေးဇူးတင်စကားဆိုခဲ့ပေမဲ့ဒါဟာတာမတ်တယောက်ရဲ့တာဝန်သာဖြစ်ကြောင်းသူကနှိမ့်ချစွာပြန်လည်ပြောကြားခဲ့ပါတယ်။တနေ့ကိုစေးတဆက်တိုက်ကျွေးပေးုံနဲ့မကြခင်မှာသူမဟာအရင်လိုအရှင်းပြန်လည်ကျမ်းမာလာတော့မှာပါ။ညဥ်ဥယျာဉ်မှာချုံမောတဲ့မင်းသားကသူ့ဇနီးကိုညကပေးထားတဲ့ဂတိကိုပြန်ဖော်ထုတ်ပြီးစနောက်နေပါတယ်ဆွဲဆောင်မှုအပြည့်ရှိတဲ့မင်းသမီးကလည်းထူးခြားတဲ့ဝတ်စုံနဲ့မင်းသားစီကိုတိုးကပ်လာပြီးသူမအတွက်တငယ်ချင်းကပေးလိုက်တဲ့လက်ဆောင်ကိုပြတာကမင်းသားကိုအားသစ်စေခဲ့ပါတယ်။နှစ်ဦးသားရဲ့ရိုမန်တဆန်နဲ့ညလေးကတော့ဖျောင်းတိုင်ပြီးငိမ့်သက်မှုနဲ့အတူစတင်ခဲ့ပါပြီ။နတ်ဖျားလောကရဲ့ကြီးမြတ်တဲ့ရှင်တန်ချင်းကြီးအိမ်ငိမ့်သွားခဲ့ပါပြီ။နတ်ဖျားမင်းကြီးရဲ့သားတော်ကိုထမ်းတယောက်နတ်ဖျားဘုံမှာအသက်ခံလိုက်ရတာကြောင့်လက်အောက်ငယ်သားတွေကလက်စားချေကိုခွင့်တောင်းနေကြပါတယ်။ဒါပေမဲ့မာနကြီးတဲ့နတ်ဖျားမင်းကြီးကတော့သူ့သားကိုအသုံးမကျတဲ့အမိုက်လိုပဲတတ်မှတ်ပြီးတွေးနေခဲ့ပါတယ်။ဒီအခြေအနေကနတ်ဖျားလောကကိုဘယ်လိုတုံ့လောက်သွားစေမလဲ။နတ်ဖျားရဲ့ဂုဏ်သိက္ခာကိုထိပါတဲ့သူဟာဘယ်သူလဲဆိုတာသူသိသွားပါပြီ။နှစ်ပေါင်း1000တရားကျင့်ပြီးနောက်မှာနိုးထလာတဲ့ဒီနတ်ဖျားဟာမိုင်ရီရဲဆန်တဲ့မိစ္ဆာတွေကိုအပြည့်ရှင်ပြီးလောကကြီးကိုပြန်လည်ထိန်းချုပ်ဖို့အသင့်ဖြစ်နေပါပြီ။မျက်လုံးပွင့်လာတာနဲ့အမျှချစ်သူအပေါ်ထားတဲ့သူ့ရဲ့ချင်နာမှုတွေကိုအထင်သာမြင်နေရပါတယ်။ဒါပေမဲ့ဒီအေးချမ်းမှုကတော့ခဏတာပါပဲမဖိတ်ခေါ်ပဲရောက်လာတဲ့ရန်သူတွေရဲ့အငွေ့သက်ကိုသူချက်ချင်းတတိပြုမိသွားတယ်ပြင်ပန်းနေပေမဲ့လည်းမိမိရဲ့အချစ်ကိုကာကွယ်ဖို့အတွက်အခုတော့သူပြည့်ပြည့်တတ်ရင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီ။အေးချမ်းမှုတွေပျောက်ဆုံးသွားပြီးတောင်ထိပ်ပေါ်မှာတင်းမာမှုတွေစတင်လာပါပြီ။အင်အားကြီးမားတဲ့လူငယ်ဟာရွှေရောင်ဝတ်စုံနဲ့အဖိုးအိုကိုရာနဲ့ချီတဲ့မိုင်ကွာကလေးကကျူတင်ရိပ်မိနေတာပါ။သူ့ရဲ့သားကိုတက်ခဲ့တဲ့အတွက်လက်စားချေဖို့လားဒါမှမဟုတ်သားဖြစ်သူကိုကယ်တင်ဖို့လားဆိုတဲ့မေးခွန်းတွေနဲ့အတူသူတို့နှစ်ယောက်ကြားကတိုက်ပွဲဟာရှောင်လွှဲလို့မရနိုင်တော့တဲ့အခြေအနေကိုရောက်ရှိနေပါပြီ။အိုမင်းနဲ့နတ်ဖျားကြီးဟာသူ့ရဲ့သားရင်းကိုတောင်အတုံးမကျတဲ့အမိုက်တဆက်လိုသဘောထားပြီးစွန့်ပစ်ဖို့ဝင်မလေးခဲ့ပါဘူး။ကြည်ကြံခြင်းနန်းစင်မှာအမြင့်ဆုံးအာဏာနဲ့တကူစွမ်းအားတွေကိုရရှိဖို့အတွက်ဆိုရင်ဘလို့အဖို့တန်တဲ့အရာကိုမဆိုစတေးဖြစ်နိုင်တယ်လို့သူကအေးဆက်စွာဆိုပါတယ်။ဒီလိုရက်ဆက်လုံးတဲ့စကားလုံးတွေကြောင့်လူငယ်လေးရဲ့ရင်ထဲမှာတော့ဒေါသတရားတွေပြင်းထန်တောက်လောင်လာခဲ့ရပြီးရင်ဆိုင်ဖို့ပြင်ဆင်လိုက်ပါတော့တယ်။အဖိုးအိုကအောင်မြင်မှုအတွက်အရာအလုံးကိုစတေးနိုင်ရမယ်လို့ဆိုပေမဲ့လူငယ်လေးကတော့သူတို့နှစ်ယောက်ဟာလုံးဝကိုမတူညီတဲ့သူတွေလို့ပြက်ပြက်တတတုတ်ပြန်လိုက်ပါတယ်။ဒီစကားကြောင့်အဖိုးကြီးကဒေါသထွက်သွားပြီးသူတို့ဟာနတ်ဖျားအဆင့်ကိုရောက်နေပြီဖြစ်လို့တာမန်လူသားတွေဆိုတာသူတို့အတွက်အစားပဲဖြစ်ကြောင်းနဲ့မင်းကတာမန်လူတယောက်လိုပဲအိမ်အောင်ပြုတ်သမီးမွေးပြီးအေးအေးဆေးဆေးနေချင်တာလားဆိုပြီးခနဲ့တဲ့မေးခွန်းထုတ်ကလူငယ်လေးရဲ့စိတ်ဓာတ်ကိုစမ်းသပ်လိုက်တာပဲဖြစ်ပါတယ်။နတ်ဖျားကြီးကသူ့ရဲ့ရင်သွေးလေးကိုငကားသွေးစိတ်တောက်နဲ့လဲလှယ်ကိုကလန့်လာခဲ့ပါတယ်။ဒါအပြင်နတ်သမီးပေါင်းများစွာနဲ့ပါမက်လုံးပေးပြီးဖျားရောက်နေတာပါ။ဒီစကားတွေကြောင့်သူဟာဒေါသအရှိန်ပြင်းစွာနဲ့မျက်လုံးတွေညီမြန်းလာပြီးသူ့ရဲ့စွမ်းအားတွေကိုထုတ်ဖော်ကနတ်ဖျားကြီးကိုအပြတ်တက်ပြန်လဲတိုက်ခိုက်လိုက်ပါတော့တယ်။စကြောင်လာကြီးကိုလွှမ်းမိုးဖို့ကြိုးစားနေတဲ့မိစ္ဆာနတ်ဆိုးနဲ့တရားမျှတမှုကိုစောင့်ရှောက်တဲ့နတ်မင်းကြီးတို့ရဲ့အကျိတ်အနယ်တိုက်ပွဲပါပဲ။အမောင်စွမ်းအားတွေဘလောက်ပဲကြီးမားနေပါစေနတ်မင်းကြီးရဲ့မြင့်မြတ်တဲ့ရွှေရောင်တန်ကြိုးတွေရှိမှတော့မိစ္ဆာဟာအတောင်ပံကျိုးခဲ့ရပါတယ်။ဒီတိုက်ပွဲဟာကောင်းကင်နဲ့မြေကြီးကိုတုံ့လဲသွားစေပြီးဘသူကအဆုံးသတ်မှာအောင်နိုင်သူဖြစ်လာမလဲ။လူငယ်လေးရဲ့စိတ်ဆွမ်းအားနဲ့ချုံနှောင်ထားတဲ့ရှေးဟောင်းနတ်ဆိုးကြီးဟာရုတ်တရက်လွတ်မြောက်လာပြီးရွှေရောင်တောက်ပတဲ့နတ်ဖျားနဲ့ရင်ဆိုင်တိုက်ခိုက်ပါတော့တယ်။ဒီတိုက်ပွဲဟာကောင်းကင်နဲ့မြေကြီးတုန်ခါသွားလောက်အောင်ပြင်းထန်လွန်းလာပါတယ်။နတ်ဆိုးကြီးရဲ့ပြင်းထန်တဲ့ထုံးတဲ့ချက်တွေကြောင့်နတ်ဖျားဟာတွေးအံပြီးဒဏ်ရာပြင်းထန်သွားပါတယ်။နောက်ဆုံးမှာတော့ကောင်းကင်ရန်ကနေကျလာတဲ့အနက်ရောင်ဓာတ်ကြီးဟာနတ်ဖျားရဲ့ရင်ဘက်ကိုထိုးပေါက်သွားပြီးတိုက်ပွဲကိုအဆုံးသတ်လိုက်ပါပြီ။နတ်ဖျားတစ်ပါးလိုဝင်ကြွားနေတဲ့ရွှေရောင်ကိုပွားကြီးကိုမိစ္ဆာအရှင်ကတစ်ချက်တည်းနဲ့ချီမုန်းပစ်လိုက်ပါတယ်။အသက်အန္တရာယ်နဲ့ကြုံလာရတဲ့အဖိုးကြီးဟာအရှင်သခင်ကိုစကလုံးတွေနဲ့လှည့်ဖျားဖို့ကြိုးစားနေပေမဲ့လည်းသူ့ရဲ့ရင်သွေးကိုမှလာထိတဲ့သူကိုတော့မိစ္ဆာအရှင်ကဘလို့မှခွင့်လွှတ်မှာမဟုတ်ပဲရဲရဲဆက်ဆက်အဆုံးစီရင်တော့မှာပါ။သူ့ကလေးကိုထိပါလာတဲ့အတွက်နတ်ဖျားလောကကအရှင်သခင်တွေကိုတရားမကျန်တုတ်တင်ရှင်းနေပြခဲ့ပါတယ်။နတ်ဖျားလောကရဲ့ထိပ်တန်းပညာရှင်တွေကိုအလွယ်တကူအနိုင်ယူနိုင်ခဲ့ပေမဲ့ဒီတိုက်ပွဲကြောင့်သူ့ဇနီးနိုးသွားမှာကိုတော့သူ့အတော်လေးစိုးရိမ်နေခဲ့တာပါ။နတ်ဖျားတွေကိုလူပြက်တွေလိုသဘောထားပြီးအေးအေးဆေးဆေးပြန်အိပ်ဖို့ပြင်နေတဲ့ဒီအရှင်သခင်ကဘလောက်တောင်အစွမ်းထက်လဲဆိုတာကြည့်လိုက်ပါဦး။တလောကလုံးကကြောက်ရွံ့ရတဲ့မိစ္ဆာဘုရင်ကြီးဟာသူ့ရဲ့သမီးတော်လေးရှိမှာတော့အလိုလိုက်တဲ့ဖခင်တယောက်ပါသမီးလေးကသူပြန်တက်သွားပြီဆိုပြီးကလေးတဘာဝကြောဝါနေချိန်မှာဖခင်ဖြစ်သူကလည်းကျင်နာစွာနဲ့ချီးကျူးပေးနေတာပါဒီလိုနှွေးထွေးတဲ့မိသားစုမြင်ကွင်းလေးကိုမိခင်ဖြစ်သူကလည်းဘေးကနေပြုံးရွှင်စွာနဲ့ကြည့်ရှုနေခဲ့ပါတယ်မိသားစုရဲ့နှွေးထွေးတဲ့အခိုက်အတန့်လေးမှာအဖွားဖြစ်သူကမြင်းမလေးအတွက်မုံလေးတွေယူပြီးစောစောစီးစီးရောက်ရှိလာခဲ့ပါတယ်မြင်းမလေးကလည်းအဖွားကိုမြင်တာနဲ့ဝမ်းသာအားရကြိုဆိုနေပြီးမုံစားရင်းပျော်ရွှင်နေပါတယ်ဒါကိုကြည့်ပြီးသမီးဖြစ်သူကတော့သူ့အမေဘာလို့ဒီလောက်တောင်စောစောရောက်လာရတာလဲဆိုတာကိုအံ့ဩနေမိတော့တာပေါ့ဇနီးတဲ့ကသူ့အဖေဘာလို့မလာတာလဲလို့မေးလိုက်တဲ့အခါရောက်ခမဖြစ်သူဟာသူ့ရဲ့သားမက်ဖြစ်တဲ့ဒီမိစ္ဆာဘုရင်ကြီးကိုအလွန်ကြောက်ရွံ့နေတာကြောင့်အိမ်ကိုမလာရဲတာလို့အမေဖြစ်သူကရေရေမောမောနဲ့ပြန်ဖြေခဲ့ပါတယ်ဒီစကားကြောင့်အရှိန်ဝါကြီးလာတဲ့မိစ္ဆာဘုရင်နောက်မှအတော်လေးကိုရှက်ကိုရှက်ကန်ဖြစ်သွားရပြီးနောက်မှရောက်ခမဖြစ်သူစီတည်တံ့သွားတွေ့မယ်လို့ကတိပေးလိုက်ပါတယ်ရောက်ခမနဲ့နောက်တစ်ခါတွေ့ဖို့ပြင်ဆင်နေတဲ့မင်းသားကိုသူ့ဇနီးကအရင်တစ်ခါလို့လက်မပါဘူးတတိပေးလိုက်ပါတယ်ဒါဟာအထင်လွဲမှုတစ်ခုပါလို့သူကချော့ပြောရင်းရင်မောနေကြတာပါအဲ့ဒီနောက်မှာတော့သူတို့ရဲ့သမီးလေးမှာဘလို့ထူးခြားတဲ့ပါရမီတွေရှိမလဲဆိုတာကိုစမ်းသပ်ဖို့အတွက်အားလုံးကစိတ်လှုပ်ရှားစွာဆုံးဖြတ်လိုက်ကြပါတယ်ဒီတစ်ခါမှာတော့တကုရှင်လူငယ်လေးကသူ့ရဲ့ရောက်ခမကိုနာမည်ရင်းနဲ့ပဲခေါ်ခိုင်းနေတာပါရောက်ခမဖြစ်သူကအတိတ်တလက်ညှင်းဆန်ပေမဲ့လူငယ်လေးရဲ့ပြင်းထန်တဲ့အကြည့်တွေနဲ့ဖိအားပေးမှုကြောင့်နောက်ဆုံးမှာတော့အလျှော့ပေးလိုက်ရပါတယ်ဒီလိုနဲ့သူတို့ကြားကတင်းမာမှုတွေပြေလျော့သွားချိန်မှာပဲချစ်စကွယ်မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဒီမိန်းကလေးကတော့သူ့ရဲ့ရောက်ဖဖြစ်သူကိုခက်ဆစလေးရိုက်လိုက်တာဖြစ်ပြီးဒါကိုမြင်သွားတဲ့အဖေဖြစ်သူကတော့တကယ်ကိုလန့်သွားခဲ့ရပါတယ်ဒါပေမဲ့သူမကတော့အားထင်းထားတာဖြစ်လို့ဘာမှမဖြစ်ပါဘူးလို့ပြန်ပြောခဲ့ပြီးသူမကိုပြန်ရိုက်ဖို့တော့ပြောနေပါသေးတယ်အဲ့ဒီနောက်မှာတော့မိန်းကလေးတစ်ယောက်ကကလေးမလေးကိုသွားထိုင်ခိုင်းလိုက်ပါတော့တယ်တချိန်ကလောရှန်နဲ့ဖျားမရဲ့စွမ်းအားတွေကိုအပြည့်အဝအမွေဆက်ခံနိုင်ခဲ့တဲ့တထေးသမီးလေးဟာအခုတော့ပန်းရောင်စပင်တွေနဲ့ဖြစ်နေပါပြီဒါကိုကြည့်ပြီးမနာလိုတဲ့သူတွေကလူသားသွေးနှောသွားလို့နတ်ဖျားစွမ်းအားတွေမရှိတော့ဘူးလို့ထင်ကြီးပေးနေကြတာပါဒါပေမဲ့မိန်းကလေးငယ်လေးကနတ်ဖျားရုပ်ထုရှိကိုရှောက်သွားလိုက်တဲ့အခါမှာတော့တလောကလုံးကိုလုံဟိန်းသွားစေမဲ့အံ့အားသင့်စရာစွမ်းအားတွေပောက်ကွဲထွက်လာပါတော့တယ်
အိမ်တိုက်တွေကြားကနတ်ဖျားเจ้าတော်မှာအံ့ဖွယ်ရွှေရောင်နတ်ဖျားမကြီးကိုထင်ရှားပြလာပါတယ်။သူမဟာမိန်းကလေးငယ်လေးတဦးကိုထိတွေ့ပြီးကောင်းချီးပေးလိုက်တဲ့အခါဘေးကကြည့်နေသူတွေအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ဒါဟာနှစ်ပေါင်းများစွာပျောက်ကွယ်နေခဲ့တဲ့အပြီးပြည့်စုံတဲ့လော့ရှန်သွေးမျိုးဆက်ရဲ့လိုထလာမှုပဲဖြစ်ပါတော့တယ်။လူတိုင်းအံ့ဩမြင်သက်သွားရလောက်အောင်အသက်3နှစ်နဲ့တင်နတ်ဖျားအဆင့်ကိုရောက်သွားတဲ့ဒီလူငယ်ဟာလော့ရှန်ရဲ့ဆွမ်းအားတွေကိုစက္ကန့်တူအဖြစ်ပေါ်ထွက်လာခဲ့ပြီးတလောကလုံးကိုတုန်လှုပ်စေခဲ့ပါတော့တယ်။ဝင်းဝလေးရဲ့အလှကလူတိုင်းကိုအသေးရစေပေမဲ့အတော်ဖြစ်သူရဲ့အချစ်တော်ကြီးကကလေးလေးကိုကြောက်လန့်သွားစေခဲ့ပါတယ်။ဒါကိုမြင်တဲ့တစ်ဖက်ကအမျိုးသမီးကလည်းဘာလို့ကိုယ်တိုင်မမွေးတာလဲဆိုပြီးခနဲ့တဲ့မေကိုထုတ်လာတဲ့အခါမှာတော့သူမကမစီမဆိုင်စကားတွေနဲ့ပဲပြန်လဲတုတ်ပြန်ခဲ့ရပါတယ်။ညီမနှစ်ယောက်ရဲ့စကားဝိုင်းမှာဘလို့အမျိုးသားမျိုးကိုသဘောကျလဲဆိုတဲ့မေကုန်းနဲ့စတင်ခဲ့ပါတယ်။ဒုတိယတစ်ယောက်ကသူ့ရဲ့ခဲအိုလိုလူမျိုးကိုသဘောကျတယ်လို့ဆနောက်လိုက်တဲ့အခါထိုမျိုးသားကသူဟာတာမန်လူသားတစ်ယောက်ပဲဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့အေးဆက်လာတဲ့အသွင်ပြင်ကြောင့်အနီရောင်မျက်လုံးနဲ့မိန်းကလေးကတော့သူ့ကိုတန်တရားမျက်လုံးတွေနဲ့စိုက်ကြည့်ရင်းတကယ်ပဲတာမန်လူသားတစ်ယောက်လားဆိုတာကိုစူးစမ်းနေပါတော့တယ်။နတ်မိမယ်လေးရဲ့ဆနောက်မှုတွေကြားမှာပဲနတ်ဖျားတစ်ပါးကကောင်းကင်ကနေဆင်းသက်လာခဲ့ပါတယ်။သူဟာကျမ်းမိသားစုစီကိုအရေးကြီးတဲ့တော့တချောင်းလာပေးခဲ့တာပါ။ဒါဟာထိတ်တန်းကိုင်းတွေပဲဝင်ခွင့်ရနိုင်တဲ့လျှို့ဝှက်နေရဲ့တော့ဖြစ်နေလို့ကျမ်းမိသားစုခေါင်းဆောင်ဟာအံ့အားသင့်သွားရပါတယ်။အခုတော့သူတို့မိသားစုလည်းအဲ့ဒီနေရာကိုတွားရောက်ဖို့အရေးချင်းပြည့်စုံသွားခဲ့ပြီပေါ့။နှစ်ပေါင်းထောင်ချီစောင့်ဆိုင်းခဲ့ရတဲ့ဒီအချိန်လေးဟာနောက်ဆုံးမှာတော့ရောက်ရှိလာခဲ့ပါပြီ။မျိုးဆက်ပေါင်းများစွာအိမ်မက်မက်ခဲ့ရတဲ့တော့ကိုလက်ထဲမှာကင်ထားရင်းနဲ့သူဟာဝမ်းသာလုံးလို့မျက်ရည်တွေတောင်ဝိုင်းနေခဲ့ပါတယ်။မိသားစုရဲ့ဂုဏ်သိက္ခာကိုသူကိုယ်တိုင်ပြန်ဆယ်တင်နိုင်ခဲ့တာကြောင့်ဒါဟာသူ့အတွက်တော့အောင်ပွဲတစ်ခုပါပဲ။သူ့ကိုတာမန်လူတယောက်လို့ထင်ခဲ့ပေမဲ့တကယ်တော့သူကအင်အားကြီးတဲ့မင်းနဲ့မင်းကြီးဖြစ်နေတာကိုသိလိုက်ရတဲ့အခါမိန်းကလေးဟာတုန်လှုပ်ခြောက်ခြားသွားပါတယ်။မင်းနဲ့မင်းကသူ့ကိုနောက်ပြောင်ချီစဲနေပေမဲ့သူမကတော့လက်ဝါးတစ်ချက်တည်းနဲ့အသက်ပြောက်သွားမှာကိုကြောက်လန့်နေတာပါ။ဒီလိုအရှိန်အဝါကြီးမားတဲ့လူတယောက်ရဲ့ရှေ့မှာသူမဘလို့များဆက်ပြီးရင်ဆိုင်သွားမလဲ။အရေးချင်းနေပြီးချုံမောတဲ့သူကိုရှာပေးဖို့တောင်းဆိုနေစဉ်မှာပဲကောင်းကင်ယံမှာထူးဆန်းတဲ့ဝက်ပြက်ကြီးတစ်ခုဖြစ်ပေါ်လာပါတယ်။အဲ့ဒီနောက်မှာတော့ရဲဆိုင်ရဲ့စစ်တီတော်တွေဟာကြီးမားတဲ့တစ်တာတွေကိုထမ်းပိုးရင်းခန်းညားထဲဝါစွာရောက်ရှိလာကြပါတယ်။အရှင်လိုရှိတဲ့ပစ္စည်းတွေအားလုံးကိုယူဆောင်လာခဲ့ပါပြီလို့ဆိုပြီးအယိုအသေးပေးလိုက်တဲ့အခါမှာတော့နောက်ွယ်မှာဘာလို့ဝက်ချက်တွေရှိနေမလဲဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အနက်ရောင်ဝတ်စုံနဲ့အမျိုးသမီးဟာတောက်ပတဲ့ရတနာတစ်တာအမြောက်များကိုတည်ဆောင်လာခဲ့ပါတယ်။ဒါတွေဟာမိန်းကလေးရဲ့မိသားစုအတွက်ပေးအပ်တဲ့တင်တောင်းလက်ဆောင်တွေဖြစ်ပြီးသူမဟာမိစ္ဆာမျိုးနယ်စုထဲမှာအမြင့်မြတ်ဆုံးသူဖြစ်တာကြောင့်ဒါတွေကပထမအတုတ်တာရှိပါသေးတယ်။ချီရသူကလည်းဒီလက်ဆောင်တွေကိုလက်ခံဖို့တိုက်တွန်းနေပြီးသူမရဲ့ဂုဏ်သိက္ခာနဲ့အရှိန်အဝါဟာဘယ်လောက်ထိကြီးမားလဲဆိုတာကိုဒီမြင်ကွင်းကတက်တည်ပြနေတာပဲဖြစ်ပါတယ်။ချစ်သူကိုမေတ္တာလက်ဆောင်ပေးနေတဲ့မင်းသားရှိမှအစွမ်းထက်အဆောင်တက်ဖွဲ့ရောက်လာပါတယ်။ဂျန်မီသားစုကိုအနီးကပ်ဆောင်ရှောက်ဖို့မင်းသားကအမိန့်ပေးလိုက်တဲ့အခါသူတို့တွေတစ္ဆာရှိစွာနာခံခဲ့ကြပါတယ်။ဒီစပင်ဖြူဖြူနဲ့လှလှလေးကရင်နွေးကန်ထဲမှာစာအုပ်တအုပ်ကိုအသေးအတန်ဖတ်နေတာပါစာအုပ်ထဲမှာဘာတွေပါလဲမသိဘူးကြည်ရင်နဲ့နှလုံးတွေပါပြူပြီးရှက်နေသေးတာအဲ့ဒီအချိန်မှာပဲသူ့ယောက်ျားကနောက်ကနေရုတ်တရက်ပေါ်လာပြီးဘာဖတ်နေလဲမေးတော့ကောင်မလေးခမညာလန့်ပြီးစာအုပ်ကိုရေထဲအမြန်နှိလိုက်ရပါတော့တယ်ရှင်ဒီလကလည်းမိန်းကလေးရေချိုးနေတော့သူ့ယောက်ျားကအနောက်ကနေရုတ်တရက်ရောက်လာပြီးအတူတူမချိုးရကောင်းလားဆိုပြီးလာစနေတာပေါ့မိန်းကလေးကရှက်ရှက်နဲ့ညင်းနေပေမဲ့ယောက်ျားဖြစ်သူကလက်ထက်လက်ဆောင်တွေကိုသူ့အဖေစီပြန်ပေးလိုက်မယ်လို့ချင်းချောက်လိုက်တော့မှပတ်စံနှမျောတဲ့မိန်းကလေးတယောက်မရဘူးအဲ့ဒါငါပတ်စံဆိုပြီးချက်ချင်းကြီးအော်တော့တာပါပဲမင်းသမီးလေးကရေချိုးကန်ထဲမှာရေချိုးနေရင်မင်းသားကိုစီကန်းချက်တစ်ခုထုတ်လိုက်တယ်လေအတူတူရေချိုးချင်ရင်သူ့ကိုနတ်ဖျားနဲ့မြေထဲဝင်ခွင့်ပေးရမယ်တဲ့မင်းသားကအန္တရာယ်ရှိမှာကိုစိုးရိမ်နေပေမဲ့မင်းသမီးကတော့သူ့ရဲ့ကျင့်စဉ်စွမ်းတွေကိုအမြန်ဆုံးပြန်ရချင်လို့အဲ့ဒီကိုသွားချင်နေတာပါမင်းသမီးရဲ့ဆန္ဒကပြင်းထန်နေတော့မင်းသားဘာဆက်လုပ်မလဲဆိုတာရင်ခုန်စရာပဲနော်စပင်ဖြူမင်းသမီးလေးကသူ့ရဲ့ကျင့်စဉ်တွေကိုအမြန်ပြန်ရချင်နေတာပါဒါကိုသူ့ချစ်သူကဘာလို့ဒီလောက်လောနေတာလဲငါမင်းကိုမကာကွယ်နိုင်မှာစိုးရိမ်နေတာလားဆိုပြီးဆန်းနောက်လိုက်ပါတယ်မင်းသမီးလေးကလည်းတစ်သက်လုံးအကာအကွယ်ခံပဲမနေချင်ဘူးမကြခင်မှာမင်းကိုကြောတက်သွားမှာပါလို့ယုံကြည်ချက်အပြည့်နဲ့ပြန်ပြောနေတာပေါ့ဒီတစ်ခါမှာတော့ချောမောတဲ့ကောင်လေးကသူ့ဇနီးတဲ့ကိုစကားတွေပြောနေတာပါသူမကဝမ်ဝမ်ကိုတေချာဆောက်ရှောက်ဖို့မှာကြားနေပေမဲ့သူကတော့သူမနဲ့အတူလိုက်သွားချင်နေတာပေါ့ဒါပေမဲ့သူမကတော့မရဘူးလို့ညင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကသူ့ရဲ့အပေါ်အင်ဂျီကိုချွတ်လိုက်ပြီးသူ့မစီကိုတိုးကတ်သွားပါတော့တယ်လေအမေဖြစ်သူကခဏခွဲခွာရတော့မယ်ဆိုပြီးသမီးလေးကိုမှာကြားနေတာပါအဖေနဲ့အတူလိမ့်လိမ့်မာမာနေဖို့ပြောတာပေါ့သမီးလေးကလည်းလိမ္မာပါမယ်အမေလည်းဂယူးဆိုင်ပါလို့ပြန်ပြောတယ်ပြန်လာရင်မဟုတ်ဝယ်ခဲ့မယ်ဆိုပြီးဂရီပေးကအပြုံးလေးတွေနဲ့နှုတ်ဆက်နေကြတာပဲဖြစ်ပါတယ်အမျိုးသမီးကတနေရာကိုသွားဖို့ပြင်နေတာပါအမျိုးသားကတော့စိတ်မပူဖို့နဲ့အရာအလုံးကိုသူတာဝန်ယူမယ်လို့ပြောလိုက်တယ်ဇနီးတဲ့ကကျေးဇူးတင်ပြီးပါဖို့နန်းသွားတာပေါ့သူမပေါ်တဲ့ဝင်သွားတော့ကြံခဲ့တဲ့သမီးလေးကငိုတော့မလို့မျက်နှာလေးနဲ့ဝမ်းနဲ့နေရှာတဲ့ဖခင်ဖြစ်သူကသမီးလေးကိုချော့ပြီးမိမိကိုသွားရှာချင်လားလို့မေးတော့သမီးလေးကရှာချင်တယ်လို့ချက်ချင်းပြေးလိုက်ပါတော့တယ်ဒီမှာကြည့်ဦးမင်းသားကသူ့သမီးလေးကိုပွေပြီးလှုပ်ဝက်နေမိတဲ့ကိုခေါ်သွားဖို့ပြင်နေတာပါဘေးကအမျိုးသမီးကိုလည်းမိသားစုကိစ္စတွေတေချာကြည့်ဆိုင်ဖို့မှနေသေးတယ်နော်ပြီးတော့ရှေ့ကတားစီးထားတဲ့အစီရင်ကိုလည်းအမှုမထားပဲအသားလေးဖောက်ထွက်ပြီးဝင်သွားလိုက်ပါပြီတကယ်ကိုအစွမ်းထက်တဲ့ဖခင်တယောက်ပါပဲနော်အဖေနဲ့သမီးလေးပင်လယ်ပြင်ကြီးပေါ်မှာပြန်တန်းနေကြတာပါသမီးလေးကရေတွေအများကြီးပဲလို့မေးတော့အဖေကဒါပင်လယ်ကြီးလေလို့ပြန်ဖြေနေတာပေါ့ဒါပေမဲ့ရုတ်တရက်ရေအောက်ကနေတရဝါကြီးတွေကတိုက်ခိုက်လာတဲ့ခါမှာတော့အဖေဖြစ်သူကသူ့ရဲ့စွမ်းအားတွေကိုတုံးပြီးသမီးလေးကိုအစွမ်းကုန်ကောက်ွယ်ပေးလိုက်ပါတော့တယ်ဒီတစ်ခါမှာတော့သမီးဖြစ်သူကိုအနှောက်ယှက်ပေးတဲ့ငကားကြီးကိုလက်တစ်ချက်နဲ့တင်ဖျက်ချလိုက်တဲ့စွမ်းအားရှင်ဖခင်ကြီးအကြောင်းတင်ဆက်ပေးချင်ပါတယ်သမီးလေးကတော့ငကားကြီးကိုငါးကြီးတစ်ကောင်လို့ထင်နေတာပေါ့အဲ့ဒီနောက်မှာတော့သူတို့သားဖနှစ်ယောက်တောထဲမှာငါးကင်စားရင်းအပန်းဖြေနေကြပါတယ်အနားမှာကြောင်လေးတစ်ကောင်လည်းရှိနေတာပေါ့ဒီမှာကြည့်ဦးကြောင်နဲ့လေးကပန်းသီးတွေတဲလာပေးတာပဲကောင်မလေးနားမှာဘိုက်ကလေးလန်ပြပြီးချစ်စရာကောင်းနေတာသူတို့ကတောထဲမှာအသားကင်စားရင်နားနေတာပေါ့လူကြီးကကြောင်လေးကိုအသားကင်တုံးကျွေးလိုက်တယ်ပြီးတော့ကောင်မလေးအတွက်တစ်တီးကောင်းကောင်းတွေထက်ရှာလာဖို့အမိန့်ပေးလိုက်တာပေါ့ကြောင်လေးကလည်းအလေးပြုပြီးချက်ချင်းထသွားတော့တာပဲတော်တော်လေးမားတဲ့ကြောင်လေးပဲနော်ချစ်စရာကောင်းတဲ့ကောင်မလေးကသူ့အဖေကိုအမေစီဘယ်တော့သွားမှလဲလို့မေးလိုက်တာပေါ့အဖေကလည်းအခုပဲသွားမယ်ဆိုပြီးခေါ်လာခဲ့ပေမဲ့လမ်းမှာတားရဲတွေနဲ့တိုးတော့တာပါပဲတားရဲတွေကရင်ပါတယ်လို့ကြားထားပေမဲ့အခုတော့အုပ်စုလိုက်ကြီးရန်မှုဖို့လိုက်လာကြပြီလေဖြူဖွေးနေတဲ့ကြားကြီးတစ်ကောင်ကသူတို့ကိုအတင်းလိုက်ဖမ်းနေတာကောင်လေးကတော့ကြောက်လွန်းလို့တေးရတော့မယ်ဆိုပြီးငိုယိုပြီးနှုတ်ဆက်နေပြီးအဲ့ဒီအချိန်မှာပဲအစွမ်းထက်တဲ့ဖေဖေနဲ့သမီးလေးရောက်လာတယ်ကလေးမလေးကတော့ကြားကြီးကိုမြင်တာနဲ့အီအီလေးနဲ့လှလိုက်တာဆိုပြီးသဘောကျနေတော့တာပဲလေဒီမှာကြည့်
အနက်ရောင်ဝတ်စုံနဲ့မကောင်းဆိုးဝါးဘရင်ကြီးကကလေးလေးကိုချီပြီးတစ်ပင်ပေါ်ကနေခုန်ဆင်းလာတာမြေပြင်ပေါ်မှာလဲကျနေတဲ့လူငယ်လေးကသူ့ကိုတွေးလိုက်ရတဲ့အချိန်မှာတော့အရန်ကိုလန့်သွားပြီးမျက်ရည်တွေတောင်ဝဲလာတာပေါ့သူကတော့အသက်ပြောက်တော့မယ်ထင်ပြီးသူ့ချစ်သူကိုတောင်နောက်ဆုံးအနေနဲ့နှုတ်ဆက်နေတာဗျအိပ်ပျော်နေတဲ့လူကိုကြည့်ပြီးကလေးမလေးကမေးခွန်းတွေထုတ်နေတာပေါ့ဒါပေမဲ့အေးဆေးနေလို့မရဘူးလေဗိုက်စာနေတဲ့ကြားဖြူကြီးကရုတ်တရက်ပေါ်လာပြီးရံမူပါတော့တယ်ကြားကြီးကသူတို့ကိုအနိုင်ကျင့်မယ်လုပ်နေပြီမဲ့ဒီလူကိုတော့သွားမစတင်ဘူးနော်သူ့နောက်ကနတ်ဆိုးကြီးကကြားကြီးကိုတစ်ချက်တည်းနဲ့ဖမ်းချုပ်လိုက်ပြီးအညံ့ခံမလားတေးမလားလို့မေးလိုက်တဲ့အခါမှာတော့ကြားကြီးခမညာတုံ့လောက်သွားရတာပေါ့အဖြူပြောင်ကြားကြီးကနေစပင်ဖြူဖြူနဲ့မိမချောလေးဖြစ်အသွင်ပြောင်းလိုက်တာပါသူမကတော့ပိုင်းကျိုးဖြစ်ပြီးတခင်ကြီးကိုအညံခံတဲ့အနေနဲ့ဥညွတ်လိုက်တာပေါ့ကလေးမလေးကကြားကြီးကနေမမကြီးဖြစ်သွားပြီဆိုပြီးပြောနေပေမဲ့တခင်ကြီးကတော့မျက်နှာတွေနဲ့ကြားပြန်ပြောင်းခိုင်းလိုက်တဲ့အခါမှာတော့မိန်းကလေးမကြောင်တောင်လေးဖြစ်သွားရရှာတယ်လေနတ်ဖျားမလေးကသူ့ရဲ့ကလေးကိုတယောက်တည်းထားခဲ့ရတော့မှမို့တောက်ကနေတဲ့ဦးလေးကိုဒီလူစီမအခဲ့ကိုဆုံးဖြတ်လိုက်တယ်လေသူမကတော့ဒီလူဝက်နေနေကနေဘယ်တော့မှထွက်သွားလို့မရပေမဲ့သူ့ကလေးကိုတော့ဒီနေရာလေးမှာပဲအမြဲပိတ်လောင်မထားခြင်းပဲအပြင်လောကကြီးကိုမြင်တွေ့စေချင်နေတာပေါ့ဖြူစင်တဲ့နတ်သမီးလေးကသူ့ရဲ့ဦးလေးအတွက်အရှင်မင်းသားကိုအတနာခံနေတာပါမင်းသားကအကြောင်းပြချက်တောင်းတော့သူကဘာပဲဖြစ်ဖြစ်ပေးဆက်ဖို့အစင်တင်ပဲတဲ့သူ့တက်ကိုနှုတ်ပြီးစေးဖို့ဖို့တောင်ဝင်မလေးပါဘူးလေဒီဦးလေးပေါက်လာရင်မင်းသမီးလေးအတွက်အိမ်မွေးတွေးဆန်လုပ်ပေးလို့ရတယ်ဆိုပြီးအတနာခံနေရှာတာပေါ့တနေ့မှာတော့လှပတဲ့မိန်းကလေးတစ်ယောက်ကသူမရဲ့အဖိုးတန်ဦးလေးကိုမင်းသမီးလေးအတွက်လက်ဆောင်လာပေးခဲ့တာပါအဖေဖြစ်သူကလည်းသမီးလေးကိုကြားမွေးချင်လာလို့ပြီးတော့သမီးလေးကဝမ်းသာအားရလက်ခံလိုက်တာပေါ့အဲ့ဒီနောက်မှာတော့ခန္ဓာထေဝါလာတဲ့ကြားဖြူကြီးတစ်ကောင်ထွက်ပေါ်လာပြီးသူတို့နှစ်ယောက်ကိုခီးပို့ဆောင်ပေးဖို့အသင့်ဖြစ်နေပါပြီနောက်ဆုံးမှာတော့ဒီမိန်းကလေးကကြားကြီးစီကနတ်ကလေးကိုတခြားဆေးတွေနဲ့လဲဖို့တောင်းဆိုနေပြန်ပါတယ်နော်တော့အုပ်ထဲမှာဆေးဖက်ဝင်အပင်တွေကိုလိုက်ရှာနေတဲ့ဒီမိန်းကလေးကိုကြားဖြူကြီးကရံမှုဖို့စူးစမ်းနေပါတယ်ဒါပေမဲ့အစွမ်းထက်လာတဲ့သူမကတော့လက်တစ်ဖက်တည်းနဲ့ကြားဖြူကြီးကိုအေးဆေးနေလိုက်ပြီးသူမယောက်ျားလောက်တောင်မမာဘူးလို့လှောင်ပြောင်းလိုက်ပါသေးတယ်ဒါကိုခြုံပုတ်ထဲကနေခိုးကြည့်နေတဲ့သူမယောက်ျားကတော့တော်တော်လေးကိုသဘောကျနေပုံပါပဲသမီးလေးကသူ့အဖေကိုမေမေစီဘာလို့မသွားတာလဲမေးနေတာပါအဖေကလည်းမေမေကိုအံ့ဩအောင်လုပ်ချင်လို့ခဏဆောင်ခိုင်းထားတာပေါ့တစ်ဖက်မှာတော့စရင်ဖြူနဲ့မိမပြူလေးကနှင်းကြားတစ်တကောင်ကိုမော်အင်းကွက်တွေတုံးပြီးဖမ်းဖို့စူးစမ်းနေတာတွေ့ရမှာပါဒီကြားတစ်ဖြူကြီးကသွေးမျိုးဆက်အဆင့်တက်သွားပြီးဥချိုတစ်ချောင်းထွက်လာတာပါဒါကိုမြင်တဲ့မိမလာလေးကအခြေအနေမဟန်တော့မှသိလိုက်ပြီးသူ့ရဲ့ဓာတ်နဲ့ချက်ချင်းတိုက်ခိုက်လိုက်ပါတယ်သူတို့ကြားကအပြန်မှုကတော့တကယ်ကိုပြင်းထန်လွန်းလာပါတယ်နော်စပင်ဖြူနဲ့ဒီမိန်းကလေးကတော့သူ့အမေရဲ့ယောဂကိုမြန်မြန်တက်တာစေမဲ့မှောက်ပန်းလေးကိုရောက်ဖို့အတွက်တားရဲကြီးကိုနှိမ်နှင်းပြီးရှာဖွေတွေ့ရှိသွားတာပဲဖြစ်ပါတယ်ရှင်လှပတဲ့မမကသူ့ကိုကူညီပေးတဲ့သူကိုကျေးဇူးတင်စကားဆိုနေတာပါဒါပေမဲ့အဲ့ဒီသူကတော့တစ်ပင်နောက်မှာကလေးမလေးတစ်ယောက်နဲ့အတူပုံပြီးရနေတာပေါ့မမကရိပ်မိသွားပြီးရေစရာကောင်းလို့လားလို့မေးလိုက်တော့ကောင်းလေးခါများလမ်းဖြန့်ပြီးမရင်တော့ပါဘူးလို့ချက်ချင်းချင်းတော့တာပဲလေဒီမှာကြည့်ဦးနတ်သမီးလေးကသူ့သမီးနဲ့ယောက်ျားကိုဒီလိုဝက်နေမြေထဲမှာတွေ့လိုက်ရလို့အံ့ဩသွားတာပေါ့ကလေးမလေးကအမေကိုလွန်းလို့လိုက်လာတာလေဒီနေရာကအနေအများပေမဲ့ယောက်ျားဖြစ်သူကတော့အေးဆေးပါပဲဘယ်လောက်တောင်အစွမ်းထက်လဲဆိုရင်ဒီလိုဝက်နေမြေကတော့သူ့စကားကိုနားထောင်တယ်လို့ကြွားနေပါသေးတယ်ဒီကောင်လေးကတော့တောထဲမှာအေးဆေးဆေးပါပဲမိန်းကလေးကသူ့ကိုမကူညီဘူးပြောတော့သူကဘေးကနေပဲကြည့်နေမဲတဲ့အဲ့ဒီအချိန်မှာကလေးမလေးကတောက်ပနေတဲ့အသီးတစ်လုံးကိုပေးလိုက်တယ်ဒါဟာဖိနစ်သွေးနဲ့ဖန်တီးထားတဲ့ရှားပါးလာတဲ့ဖိနစ်အသီးဖြစ်နေတာကြောင့်မိန်းကလေးတစ်ယောက်တုံးလုံးအံ့ဩသွားပါတော့တယ်ဒီနတ်မိမယ်လေးဟာသူ့ကလေးကိုပိုက်ပြီးစိတ်ညစ်နေတော့မှပဲနဖူးကတစိမ့်လေးကလင်းလာပြီးတခုခုကသူ့ကိုလမ်းခေါ်နေတယ်လို့ခံစားလိုက်ရတယ်လေတကယ်တော့ဒါဟာမြေအောက်နဲ့ထဲမှာတန်ကြိုးတွေနဲ့ချီထားတဲ့လှုပ်ဝက်ရတနာတစ်တာကြီးစီကိုခေါ်နေတာပါအဲ့ဒီမှာတော့အဖိုးကြီးတစ်ယောက်ကအတင်းဆောင်နေတာပဲဖြစ်ပါတယ်နော်နောက်ဆုံးတော့ဒီနေရာကိုရောက်လာခဲ့ပြီပေါ့မနက်မင်းကငါရဲ့ဝိညာဉ်ခွဲကိုတည့်ရဲတယ်ဆိုတော့အခုတော့လက်စားချီရမယ့်အချိန်ပဲဒီမှာကြည့်သူကသူ့ရဲ့နက်လက်နက်ကိုထုတ်ပြီးလက်ဖွားကိုဓာတ်နဲ့လိချလိုက်တယ်အဲ့ဒီသွေးတွေနဲ့တစိမ့်ခတ်ထားတဲ့တစ်တာကိုပူဇော်ပြီးတော့ကိုကောင်းတကားကြီးအခုချက်ချင်းနိုးထလာဆန်းလို့အမိန့်ပေးလိုက်ပါတော့တယ်နတ်ဖျားလောကရဲ့အရှင်သခင်ကနှစ်ပေါင်းများစွာချိတ်ပိတ်ခံထားရတဲ့ကိုကောင်းမွေနတ်ဖျားဂျူရင်ကိုပြန်နှုတ်လိုက်တာပါဒါပေမဲ့ဂျူရင်ကတော့သူ့ကိုလှုပ်ပေးတဲ့သူကိုကျေးဇူးတင်မဲ့အစားနတ်ဖျားလောကကခွေးအိုကြီးလိုတောင်ပြည့်ရည်ပြုခဲ့တာပေါ့အခုတော့သူတို့နှစ်ယောက်ဟာကဘာကြီးကိုအတူတူစိုးမိုးဖို့အတွက်ပူးပေါင်းကြတော့မလားဆိုတာကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီနတ်မင်းကြီးကသူ့ရဲ့လူယုံတော်အဖြူရောင်စပင်နဲ့မင်းသားကိုအရေးကြီးတဲ့တရေတစ်ခုလာပြောနေတာပါမနက်မင်းမှာနတ်သမီးလေးတစ်ပါးနဲ့ရထားတဲ့သမီးလေးတစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်းပေါ့ဒါပေမဲ့ဒီလူငယ်ကတော့ဒါကိုလုံးဝမယုံပဲလှောင်ပြောင်နေတော့ပဲသူကဒါကခမည်းနဲ့ခွေးနဲ့ကလေးရတာထက်တောင်မဖြစ်နိုင်သေးဘူးဆိုပြီးအပြက်တက်ကိုပြန်ပတ်လိုက်တာလေအဖိုးကြီးကအဲ့ဒီကလေးကိုဖမ်းရင်ကျင့်စဉ်အဆင့်တက်မယ်ဆိုပြီးဂျူရင်းကိုပြောနေတာပါဂျူရင်းကလည်းတကယ်လားလို့ပြန်ပေးလိုက်ပြီးသူ့ရဲ့ငကားနဲ့နှက်ကောင်နဲ့အတူအစွမ်းပြဖို့ပြင်ဆင်လိုက်ပါတော့တယ်နှစ်ပေါင်းများစွာစောင့်မျှော်နေခဲ့ရတဲ့တခင်ရဲ့ရနံ့ကိုခံစားမိတော့နတ်သမီးလေးကလက်နိုးလာခဲ့တာပေါ့အဝေးကနေတခင်နဲ့တခင်မလေးရောက်လာတာကိုတွေ့လိုက်ရတဲ့တခင်ကဒီနေရာကအေးလွန်းလို့တခင်မလေးအတွက်စိုးရိမ်နေပုံရတယ်ကဲဒီမှာကြည့်ပါဦးကျွန်တော်တို့ရဲ့ဇက်လိုက်ကမျက်လုံးတွေကတောက်ပြီးတော့အာယုံစူးစိုက်နေတာဗျသူ့ရှိမှဆိုရင်တော့နှင်းတွေဖုံးနေတဲ့နေရာကြီးတစ်ခုမှာခန်းထားတဲ့ပလင်တစ်ခုပေါ်မှာမိမလာလေးတစ်ယောက်ကတီတီငိမ့်ငိမ့်နဲ့ရက်ပြီးတော့တစ်ခုခုကိုအယိုသေးပြုတ်နေတာပေါ့အဲ့ဒီကိုဇက်လိုက်နဲ့သူ့ရဲ့အပေါ်မိန်းကလေးရောက်လာတော့ဇက်လိုက်ကအားနာစရာမလိုဘူးလို့ပြောလိုက်တာလေဒီတော့ဒီမိန်းမလာလေးကရုတ်တရက်ခေါင်းပြန်မော်ပြီးစူးစူးဝါးဝါးကြီးကရှင်ဘသူလဲကျမကအထက်လူကြီးကိုအယိုသေးပြုတ်နေတာဆိုပြီးဒေါသတကြီးနဲ့မေးလိုက်တာပဲပြုတ်အပြာရောင်စပင်နဲ့အမျိုးသမီးကအဖြူရောင်စပင်ပိုင်ရှင်ရောက်လာတော့စကားတွေပြောရင်းနဲ့သူ့ကိုစုံမပေးရမလားဆိုပြီးအနက်ရောင်ဝတ်လူကြီးကိုမေးလိုက်တယ်အဖြူရောင်စပင်ပိုင်ရှင်မှာတော့လော်ရှန်နဲ့ဖျားမရဲ့အရှိန်ဝါတွေရှိနေကြောင်းသိလိုက်ရချိန်မှာအပြာရောင်စပင်ပိုင်ရှင်ကသူ့မျိုးနွယ်စုထဲမှာသူတယောက်တည်းသာကြံတော့တာလို့ဝမ်းနဲ့စွာပြောလိုက်ပါတယ်ဒီမှာတော့စောင့်နေတဲ့နတ်ဖျားမကသူတို့နှစ်ယောက်ကိုမြင်ပြီးဒေါသထွက်တဲ့အမျိုးသမီးကဒါကျမယောက်ျားပါလို့မိတ်ဆက်ပေးပေမဲ့နတ်ဖျားမကမင်းကမွေးထားတဲ့ကောင်လေးပဲတခိုးဆွမ်းအားကလည်းမရှိဘူးလို့စော်ကားလိုက်တော့ယောက်ျားလေးကအရန်ဒေါသထွက်သွားပြီးအပြာရောင်စပင်ပိုင်ရှင်ကလူသားတွေကိုအထင်သေးစကားပြောတော့ဘေးကယောက်ျားကဆုံးမဖို့ကြိုးစားတယ်ဇနီးဖြစ်သူကဝင်တာပြီးသူတို့ရောက်လာတာကခေါ်ဆောင်မှုတစ်ခုကြောင့်လို့ရှင်းပြတယ်နောက်တော့မင်းသမီးကသူ့ကိုဖြူလို့ခေါ်ခိုင်းခဲ့တယ်လေတခင်မကြီးခံစားမိတဲ့ဒီခေါ်တန်ကတော့လောနတ်ဖျားမရဲ့အမွေနှစ်ဖြစ်လိမ့်မယ်လို့ထင်ပါတယ်လေလောနတ်ဖျားမအမွေနှစ်
ရှေးဟောင်းနတ်သူရဲ့စစ်ပွဲကြီးတုန်းကလောနတ်ဖျားမဟာနတ်ဆိုးကျူရင်းကိုဒီနေရာမှာချေမှုန်းခဲ့တာပါဒါပေမဲ့သူကိုယ်တိုင်လည်းပြင်းထန်တဲ့ဒဏ်ရာပြင်းထန်ရပြီးအသက်မရှိတော့ခင်ဒီနေရာမှာပဲသူ့အမွေနှစ်ကိုခြံခဲ့ရတာပါတယ်ဒီလို့ရှင်ရဲ့အမွေနှစ်ကိုရဖို့ဆိုရင်တော့စံတမှုတစ်ခုကိုဖျက်ကျော်ရမယ်လို့ပြောလိုက်တယ်အဲ့ဒါကတော့သူ့ကိုတိုက်ခိုက်ပြီးအနိုင်ယူရမှာဖြစ်ပြီးသူကလည်းသူ့စွမ်းအားကိုလျှော့ချပေးမယ်ဆိုပြီးတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတော့တယ်ခြေဖျားလေးမြည်ထိတာနဲ့လျှက်စီးရွေဖြာပြီးအေးဆက်ဆက်နတ်ဖျားမတပါပေါ်လာတယ်ဟိုဘက်ကရန်သူမကလည်းမီးရန်တွေနဲ့တိုက်ခိုက်လာတော့ရေခဲတတိုင်းနဲ့ကလိုက်တာပေါ့နှစ်ယောက်လုံးအစွမ်းကုန်အားပြိုင်တိုက်ခိုက်နေကြတာပဲဒီမှာတော့နတ်သမီးလိုလှပတဲ့မိန်းကလေးနှစ်ယောက်ကသူတို့ရဲ့လျှို့ဝှက်စွမ်းအားတွေကိုထုတ်ဖော်ပြနေကြတာပေါ့တစ်ယောက်ကရွှေရောင်သားကိုပုံဖော်ပြီးနောက်တစ်ယောက်ကလည်းရေခဲစွမ်းအားတွေနဲ့အတူတူပူးပေါင်းပြီးပြိုင်ပွဲတစ်ခုလိုတိုက်ခိုက်နေကြတာကိုတွေ့ရပါတယ်ဒီနှစ်ယောက်ကအင်အားကြီးမားတဲ့စွမ်းအားရှင်နှစ်ယောက်ဖြစ်ပြီးသူတို့ရဲ့ဖန်တီးရှင်ကဘာမှာစွမ်းအားပြိုင်တိုက်ခိုက်နေကြတာပါမီးစွမ်းနဲ့ရေခဲစွမ်းတွေအားပြိုင်ရင်ပတ်ဝန်းကျင်တစ်ခုလုံးမှာပြောင်းလဲကုန်တယ်လေအင်အားကြီးနှစ်ခုထိတ်တိုက်တွေ့ချိန်ရွှေကြိုးတွေနဲ့ချုံနှောင်ခံရသူရုံထွက်နိုင်ခဲ့တယ်အခုတော့မဟာစွမ်းအင်တိုက်ပွဲစတင်တော့မယ်ဒီမှာဆိုရင်တော့နတ်ဖျားမတပါကသူ့ရဲ့မီးနဲ့ရွှေစွမ်းအားတွေကိုပေါင်းစပ်ပြီးအေယာမရေခဲတိုင်ကြီးတွေကြားထဲမှာအားတွေစုစည်းနေတာအဲ့ဒီလိုအားထုတ်နေချိန်မှာပဲရေခဲရဲ့အရှင်သခင်ပြိုင်ဘက်မင်းသမီးကနင်းဖွေးတန်ခိုးနဲ့ပေါ်လာပြီးသူ့ကိုစိန်ခေါ်လိုက်တယ်မိနက်ဖျားမကလည်းသူ့ရဲ့ရွှေရောင်စွမ်းအင်နဲ့ပြင်းပြင်းထန်ထန်ပြန်တိုက်ခိုက်လိုက်တော့အေယာမရေခဲတောင်ကြီးတွေကွဲကြေကုန်တာပေါ့ဒါပေမဲ့နောက်ဆုံးမှာတော့ရေခဲမင်းသမီးကရေခဲပလင်တန်းမှာဘရင်မတပါလို့အခန့်သားထိုင်လိုက်ပြီးသူ့ရဲ့ကြီးစိုးမှုအာဏာကိုပြသလိုက်တာပါပဲလောရှင်ရဲ့မျိုးဆက်တအူးကမင်းဒီလောက်တော့မညက်လောက်ပါဘူးတော့ဆိုပြီးစိန်ခေါ်လိုက်တယ်ဟိုဘက်ကလည်းမညက်ဘူးဆိုပြီးအားပြိုင်တိုက်ခိုက်ကြတာကြည့်လို့ကောင်းလိုက်တာနောက်ဆုံးကြတော့သပင်ဖြူမျိုးသမီးကသူ့ရဲ့လျှို့ဝှက်စွမ်းအားတွေထုတ်ဖော်ပြီးတံပြန်တိုက်ခိုက်လိုက်တာပဲလောရှင်နဲ့ဖျားမကြီးကသူ့တပည့်ဆွဲအားကိုအမွေနှစ်စွမ်းရင်တွေပေးအပ်ပြီးဆရာအဖြစ်တရားဝင်လက်ခံလိုက်တာပေါ်လွင်နေတဲ့တစ်ဖက်မှာတော့လောရှင်ချုံနှောင်ထားခဲ့တဲ့မကောင်းဆိုးရွားတစ်ယောက်ကအချုပ်နှောင်ကနေလွတ်မြောက်ဖို့ကြိုးစားရင်းဒေါသထွက်နေတာကိုနတ်ဖျားကြီးကတတိထားမိနေတယ်လေအမွေဆက်ခံပွဲစားတာနဲ့မိုးကျွင်းကိုတားဖို့ဆိုတော့ကောင်းလေးကသူ့ကိုတားနိုင်မှလားဆိုပြီးတောင်းလိုက်တယ်မီးကျိုးတွေဝိုင်းနေတဲ့နတ်ဆိုးမကိုသူ့တခင်ကဟိုကောင်ကိုတက်ပြီးဝက်ချီတော့ဆယ်ချောင်းတင်ခိုင်းတယ်ဒါကိုနတ်ဆိုးမကရွှေပြုံးပြပြီးရန်သူကိုတွားရင်ဆိုင်တာပေါ့နင်ကနတ်ပုံနဲ့ပူပေါင်းတယ်ဆိုပြီးရှက်လည်းမရှက်ဘူးလားလို့ကဲရဲလိုက်တာပါပဲဒီမှာတော့နှင်းဖုံးတောင်ကြားကခွန်အားကြီးတဲ့အမျိုးသားတအုပ်ကအမျိုးသမီးကိုနာခံမှုပြောဆိုပြီးသူ့အစွမ်းတွေပြနေတာပေါ့ဒါပေမဲ့အမျိုးသမီးကမခံပဲလျှက်စီးစွမ်းအားတွေနဲ့ပြန်ပြီးတိုက်ခိုက်တယ်နောက်ဆုံးတော့အမျိုးသားကပဲအသာစီးရပြီးအမျိုးသမီးကိုတူးထောက်အောင်လုံလိုက်နိုင်တာမြင်ရတယ်ဒီမှာတော့အင်မတန်အားကြီးတဲ့သူနှစ်ယောက်တိုက်ပွဲစနေပါပြီမီးစွမ်းအားရှင်ကနှိမ့်လိုက်တာလို့ပြောပြီးတိုက်ခိုက်လိုက်တော့လျှက်စစ်စွမ်းအားရှင်မင်းကလေးကရေမောရင်းခုခံတယ်ဒါပေမဲ့ပြင်းထန်တဲ့ထိုးနှက်ချက်နဲ့လဲကျသွားပေမဲ့သူကအားမလျှော့ပဲအထက်တိုက်ဦးလေးလို့စင်ခေါ်လိုက်တာပေါ့ခွန်အားကြီးတဲ့အမျိုးသားတစ်ယောက်ကပြန်ဘက်အမျိုးသမီးကိုမတိုက်ခိုက်ခင်နောက်ဆုတ်ဖို့တတိပေးခဲ့တာပေါ့ဒါပေမဲ့အမျိုးသမီးကတော့အလျှော့မပေးပဲတိုက်ပွဲကိုဆက်ဖို့ဆုံးဖြတ်လိုက်တယ်ဒီနောက်မှဒါတော့သူတို့နှစ်ယောက်ဟာမိနဲ့လျက်စီးစွမ်းအားတွေနဲ့အပြင်းထန်ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြတော့တာပဲအေးခဲနေတဲ့ကဘာကြီးမှာအင်အားကြီးမားတဲ့လူသားနှစ်ဦးဟာအပြင်းထန်တိုက်ခိုက်နေကြတာပါသူတို့ရဲ့စွမ်းအားတွေကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲပျက်စီးနေရတယ်အခုဆိုရင်နှစ်ယောက်စလုံးတကယ်စွမ်းအားအစစ်မှန်တွေကိုထုတ်ဖော်လိုက်ပြီဖြစ်လို့ဒီတိုက်ပွဲကပိုလို့တော့ပြင်းထန်လာတော့မှာပါဒီပြင်းထန်တဲ့တိုက်ပွဲကြီးကစနေပြီဗျာကြည့်ပါဦးမြေပြင်တောင်ပြိုလဲသွားတဲ့အထိပောက်ကွဲမှုကြီးဖြစ်သွားတယ်။အဲ့ဒီနောက်မှာတော့လျှက်စီးစွမ်းအားပိုင်ရှင်မိန်းမလေးတစ်ယောက်ကခုန်ထွက်လာပြီးသူနဲ့တန်ခတ်လဲဒေါသတကြီးနဲ့ထပ်မံရင်ဆိုင်တိုက်ခိုက်ကြတော့တာပေါ့။ဒီမှာတော့အေးခဲနေတဲ့နေရန်တွေကိုဖြိုခွဲရင်းတကိုးကြီးတဲ့လူတစ်ယောက်ပေါ်လာတယ်။သူ့ရဲ့မှောက်မိုက်တဲ့ငကားနှစ်ကောင်ကိုဆွဲခေါ်လိုက်တာနဲ့တစ်ဖက်ကလျှက်စီးနဲ့ရေခဲစွမ်းအားရှင်မင်းသမီးကလည်းအားပြင်းနဲ့ပြန်တိုက်ခိုက်တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်တိုက်ရိုက်ထိတ်တိုက်ရင်ဆိုင်ပြီးအပြင်းထန်တိုက်ပွဲဝင်နေကြတာပါပဲ။စွမ်းအားရှင်မလေးတစ်ယောက်ကသူ့ပြန်ဖက်နဲ့အပြင်းထန်တိုက်ခိုက်နေရင်းကနေဇလန်းဆက်ခဲ့တာပေါ့။နောက်ပိုင်းမှာတော့သူမဟာနန်းတော်ကြီးထဲမှာတရားထိုင်ရင်းစွမ်းရင်တွေစူးစီးနေခဲ့တဲ့အဖေမှာထားတဲ့အတိုင်းအမေကိုအကာအကွယ်ပေးဖို့ကလေးမလေးကအိမ်မပြောအောင်စောင့်နေခဲ့တာရုတ်တရက်ကြောက်မက်ဖွယ်အဖိုးကြီးတစ်ယောက်ရောက်လာပြီးအမေကိုထိခိုက်ဖို့ကြိုးစားတော့ကလေးမလေးကအသက်နဲ့လဲပြီးခုခံကာကွယ်ဖို့ကြိုးစားခဲ့ပါတော့တယ်။အဲ့ဒီလူဆိုးကြီးကကလေးမလေးကိုဖမ်းဖို့ကြိုးစားတဲ့အခါမိခင်ဖြစ်သူကအသက်နဲ့လဲပြီးကာကွယ်ပေးရှာတယ်။ဒါပေမဲ့သူ့ရဲ့စွမ်းအားကအရန်ကြီးလို့တော့မိခင်ဖြစ်သူတိုက်ခိုက်တာမအောင်မြင်ခဲ့ဘူး။နောက်ဆုံးတော့သူတို့ရှိတဲ့နေရာတစ်ခုလုံးပြိုပျက်သွားပြီးတော့မိခင်ဖြစ်သူကတတိလက်သွားတဲ့သမီးလေးကိုသူ့ရဲ့စွမ်းအားနဲ့ကာကွယ်ပေးထားလိုက်ရရှာတယ်။ဒီမျိုးသမီးကြီးကသူ့ကလေးငယ်ကိုမော်ကာကွယ်နဲ့ကာကွယ်ပေးထားပြီးတော့ခေါင်းဆောင်ကြီးကလည်းရန်သူတွေကိုအမြန်ဆုံးရှင်းပစ်ဖို့စိတ်ပိုင်းထက်လိုက်တယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်သားသူတို့ရဲ့မော်လက်နက်တွေနဲ့အစွမ်းကုန်ပူပေါင်းတိုက်ခိုက်ဖို့ပြင်ဆင်နေကြပြီးရွှေရောင်စွမ်းအားရှင်အဖိုးကြီးတစ်ယောက်နဲ့ဓာကိုစီနဲ့အဖြူရောင်မျိုးသမီးတစ်ယောက်တို့ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြတယ်။အဖိုးကြီးရဲ့အပြင်းစားတိုက်ခိုက်မှုမကြခင်ချစ်ရသူအမျိုးသမီးကိုကာကွယ်ဖို့လူငယ်လေးတစ်ယောက်ရုတ်တရက်ဝင်ရောက်လာတာပဲသူ့မိမကိုလက်ဖျားနဲ့တောင်လို့ရဲတဲ့အကောင်ကိုဒေါသတကြီးနဲ့အပြင်းထန်တိုက်ခိုက်ပြီးအလဲထိုးလိုက်တာပေါ့။အဲ့တော့သူ့မိမကရှင်းရှင်းခဏလေးစောင့်ပါဦးဆိုပြီးလှမ်းတားတော့ယောက်ျားကကိုမင်းအတွက်လက်စားချေပေးတာကိုဘာလို့တားတာလဲလို့မေးတယ်မိမကကျမအင်အားတစ်တွေရထားတာအတွေ့အကြုံလိုချင်လို့ဘာလို့ပြန်ဖြေလိုက်တယ်လေဒီမှာစပင်းရှိလူငယ်လေးကသူ့ပြန်ဘက်အဖိုးကြီးကိုကြည့်နေတာအဖိုးကြီးကမောပန်းပြီးဒဏ်ရာတွေနဲ့ပါလွတ်ဖို့ကြိုးစားပေမဲ့လူငယ်လေးကခွင့်မပြုပဲချက်ချင်းနှိမ်နှင်းလိုက်တယ်အဲ့နောက်ချစ်စရာကောင်းတဲ့ကလေးမလေးတစ်ယောက်ကိုကျင်းနာစွာပြီးယူဆိုင်ပေးနေတာတွေ့ရတယ်လေဒီမှာစွမ်းအားကြီးတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်သူမကိုနတ်ဖျားကြီးတစ်ပါးကလာတာပြီးယာရုကြီးတစ်ခုကမ်းလှမ်းခဲ့ပေမဲ့ဒီအမျိုးသမီးကလက်မခံပဲပြန်တိုက်ခိုက်လိုက်တာနတ်ဖျားကြီးခမများတွေးအံသွားတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ရဲ့အင်အားကြီးခြင်းအပြင်းထန်တိုက်ခိုက်ကြတော့တာပေါ့ရွှေရောင်လင်းတဲ့တွေကြားကအမျိုးသမီးတစ်ယောက်ပေါ်လာပြီးသူ့စွမ်းအားတွေနဲ့အဖိုးကြီးနဲ့ရင်ဆိုင်တွေ့တယ်အဖိုးကြီးကလည်းရွှေရောင်ကိုပွားတွေနဲ့စွမ်းအားပြည့်ထုတ်သုံးနေတယ်လို့မိန်းကလေးကလည်းမျက်လုံးကြီးရဲလာပြီးသူ့ရဲ့မူလစွမ်းအားတွေကိုထုတ်ဖော်ပြီးတိုက်ခိုက်နေတဲ့ရေခဲသားနဲ့မိသားတို့ရဲ့တိုက်ပွဲကတော့တကယ်ကိုပြင်းထန်နေတာပေါ့ပထမဆုံးမြင်ရတာကတော့အလွန်အစွမ်းထက်တဲ့ပုံကိုကြီးတစ်ပါးရေခဲစွမ်းရည်တွေနဲ့ပြောင်းလဲနေတာကိုတွေ့ရပါတယ်ပြီးတော့ဖြူပွေးတဲ့စပင်တွေနဲ့ခံရလာပါတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပြီးသူ့ချစ်သူကပန်းတီးလေးကမ်းပေးပါတယ်အမျိုးသမီးကကျမတို့လားလို့မေးတော့ချစ်သူကကဘာပေါ်မှာအတော်ဆုံးပဲတဲ့အဲ့ဒီနောက်သူတို့သမီးလေးကလည်းသမီးကတော့ဒုတိယအတော်ဆုံးဖြစ်ရမယ်ဆိုပြီးပျော်ပျော်ရွှင်အင်ရှင်ပြေးလာတာကိုမြင်ရပါတယ်နှင်းတွေဖုံးနေတဲ့တစီရကဘာမှာအမျိုးသားတအုပ်နဲ့ကလေးမလေးတအုပ်ရောက်လာပါတယ်ရုတ်တရက်
ငွေရောင်စပင်နဲ့အမျိုးသမီးတူနာကျင်စွာပေါ်လာပြီးမျက်လုံးတွေတောက်ပတ်လာတဲ့ဓာတ်တစ်ချောင်းကိုဆွဲထုတ်ပြီးသူ့ယောက်ျားကိုယုံမာတဲ့မနဲ့တခင်လို့ခေါ်လိုက်တာပေါ့သူ့ယောက်ျားကဇနီးတဲ့ရေကိုကဘာလို့ယုံမာရတာလဲလို့ပြန်ပြီးတော့ဇနီးတဲ့ကကျမနံဝိညာဉ်မပြန်လာသေးတဲ့အချိန်ရှင်ကအခွင့်ကောင်းယူပြီးရှင်ဆိုပြီးဒေါသတကြီးပြောလိုက်ပါတယ်သူ့ယောက်ျားကဘာကိုယုံမာတာလဲလို့ပြန်ပြီးတော့ဇနီးတဲ့ကဒေါသတကြီးမျက်နှာနဲ့ရှင်ကကျမကိုအတင်းကျပ်လုပ်ခဲ့တာလို့ပြောလိုက်တယ်သူ့ယောက်ျားကခက်ပြုံးပြုံးနဲ့ဘလို့ကိစ္စမျိုးလဲလို့ထပ်မိလိုက်တာပေါ့ဇနီးတဲ့ကလည်းဓာတ်နဲ့ချိန်ပြီးကလေးမှုတဲ့ကိစ္စမျိုးကိုလေလို့အော်ပြောလိုက်တာပါဒါကိုသူ့ယောက်ျားကဇနီးတွေမေ့သွားပြီလားကိုကမင်းကိုအတင်းကျပ်လုပ်ခဲ့တာမဟုတ်ဘူးမင်းကသာကိုကိုအတင်းကျပ်လုပ်ခဲ့တာလို့ပြန်ပြောလိုက်ပါတော့တယ်ဗျာသူမကတော့နာကျင်စွာခံစားနေရပြီဘလို့ပဲဖြစ်ဖြစ်ငါရဲ့စင်ကြယ်မှုကိုဖျက်ဆီးခဲ့တဲ့နင်တေဆန်းလို့ပြောရင်ဓာတ်တစ်ချောင်းကိုကိုင်ဆောင်လိုက်ပါတယ်ဒါပေမဲ့ခဏအကြာမှာပဲသူမကဒါဘယ်နေရာလဲဆိုပြီးအော်တုံလုံးနေခဲ့ပြီးတဲ့နောက်သူမရှိမှတော့ရွှေရောင်ဝတ်စုံနဲ့မိမချိုတယောက်ပေါ်လာပြီးနင်နိုးလာပြီလားလို့မေးလိုက်တဲ့အခါသူမကအဲ့ဒီမိမကိုကြည့်ပြီးနင်ကလော့ရှန်နှဖိုးပေးလားလို့မေးလိုက်ပါတော့တယ်ဗျာအဲ့ဒီအခါရွှေရောင်ဝတ်စုံနဲ့လော့ရှန်နှဖိုးပေးလားလေဟုတ်ပါတယ်နင်နဲ့ငါကတစ်ထက်တည်းပါပဲလို့ပြန်ဖြေခဲ့တာပေါ့ပြီးတော့သူမကလာပါငါတို့အားလုံးပေါင်းစည်းကြစို့လို့ပြောလိုက်တော့ကြက်လျံရဲ့ကသူမရဲ့ခန္ဓာကိုယ်ကိုမထိန်ချုပ်နိုင်တော့ပဲနင်ဘာတွေလုပ်နေတာလဲဆိုပြီးအော်လိုက်ပါတော့တယ်ဗျာသူမကမာယာဘီကြီးကိုတုတ်တင်ချက်လို့အော်ဟစ်နေလို့ရုတ်တရက်သူမရဲ့မျက်လုံးတွေကနီးရဲလာပြီးရဲကြသူကငါခင်မုန်းလို့ဒေါသတကြီးအော်လိုက်တယ်ပြီးတာနဲ့သူမရဲ့အမှုရာပြောင်းသွားပြန်ပြီးသူကအပြေကင်းပြီးတကယ်လို့မာယာဘီကြီးဖြစ်နေရင်တော့ဘာလို့အခုလိုမျက်စိမိတ်အစွဲလန်းကြီးနေရတာလဲလို့မေးလိုက်ပြီးမျက်ရည်တွေစီးကျလာပြန်တယ်သူကခြံရံငါခင်မုန်းဝမ်းဝမ်းရဲ့ဖေဖေပါလို့ကြေကွဲစွာပြောလိုက်ပါတော့တယ်ဗျာကြေကွဲနေတဲ့သူမကရုတ်တရက်မတူညီတဲ့ပုံစံမျိုးနဲ့ရွှေရောင်သားကိုထုတ်ခိုင်းလိုက်တယ်ပြီးတာနဲ့သူမကသူ့ခင်မုန်းခြံရံကိုစတင်တိုက်ခိုက်ပါတော့တယ်သူမရဲ့မျက်လုံးတွေကဒေါသကြီးနဲ့နီးရဲနေပြီးဒီမြင်ကွင်းကိုကြည့်ပြီးခြံရံကတော့မင်းကလူရှမ်းပဲလို့အံ့ဩတုန်လှုပ်စွာပြောလိုက်ပါတော့တယ်ဗျာသူမကခြံရံကိုဘာလို့လဲလို့ပြန်မေးရင်ရွှေရောင်သားနဲ့တိုက်ခိုက်ပါတော့တယ်ခြံရံကမင်းကငါ့ကိုဒဏ်ရာမပေးနိုင်ဘူးလို့ပြန်ပြောတော့ဒေါသထွက်သွားတဲ့လူရှမ်းကဘသူကမင်းလဲလို့အော်ရင်အားပြင်းပြင်းတိုက်ခိုက်ချလိုက်တယ်ဒါပေမဲ့ခြံရံကကာကွယ်လိုက်နိုင်ပြီသူတို့သမီးလေးကမေမေဖေဖေကိုမထိခိုက်ပါနဲ့လို့ငိုယိုရင်းကြားလေးဝင်လာခဲ့ပါတော့တယ်ဗျာဝမ်းဝမ်းဆိုတဲ့ကလေးမလေးကသူ့အမေကိုဖေဖေကိုနာကျင်အောင်လုပ်တဲ့မကောင်းတဲ့အမေလို့ငိုယိုပြီးပြောနေတယ်သူ့အမေကလည်းဝမ်းဝမ်းကိုမဟုတ်ဘူးလို့ပြောရင်သူ့အမားတွေအတွက်စိတ်မကောင်းဖြစ်နေခဲ့တာပေါ့အဲ့ဒီနောက်မှာတော့သူကမိုးကျွန်းကိုကလေးကိုချခိုင်းပြီးဓာကြီးတစ်ချောင်းကိုဆွဲထုတ်လိုက်တယ်မိုးကျွန်းကတော့ဝမ်းဝမ်းကိုသူ့အမေကကလေးဆန်တာပါဆိုပြီးစိတ်မပူဘူးပြောနေပေမဲ့ဝမ်းဝမ်းကတော့သူ့အမေစီကိုပြေးဖက်လိုက်ပါတော့တယ်ဝမ်းဝမ်းကတော့သူ့အမေကိုဖတ်ခိုင်းရင်အမေကမရည်ရွယ်ပါဘူးခွင့်လွှတ်ပေးပါတော့လို့တောင်းပန်နေရှာပါတယ်ဒါပေမဲ့ဝမ်းဝမ်းကတော့အဖေကိုထပ်မရိုက်ဖို့ဂတိတောင်းလိုက်တာမို့သူ့အမေလည်းဂတိပေးလိုက်ရပါတော့တယ်တကယ်တော့သူ့အမေကဝမ်းဝမ်းရှိမှမူတာငြိမ်နေတာပါသူခုမှနိုးထလာတာဆိုပြီးအဖေကိုမရိုက်သေးတာပါပဲမော်ကျွန်းဝင်ဝင်လေးမျက်နှာကြောင့်ခွင့်လွှတ်မယ်ပြီးတာနဲ့ဝင်ဝင်လေးကိုပွေ့ကအမေကကောင်းကင်ကိုပြန်တက်သွားခဲ့တယ်မော်ကျွန်းလဲခက်တယ်လေလို့တွေးရင်ကြံခဲ့ရတာပေါ့ဝင်ဝင်လေးကတော့အဖေကိုဘာလို့ပြစ်ထားခဲ့လဲလို့သူ့အမေကိုမေးလိုက်ပါတော့တယ်အမေကအဖေကိုလွှတ်ပေးခဲ့ပြီလို့ပြောခဲ့ပေမဲ့အဖေဖြစ်သူကတော့သူတို့ကိုဆက်လိုက်လာနေတော့မှပဲခင်မုန်းကတော့ဇနီးကိုလွှတ်မပေးနိုင်ဘူးလို့ပြက်ပြက်တတပြောရင်ရုတ်တရက်အနားကိုပြေးဝင်လာပြီးငါ့ကိုထိတဲ့နောက်ဆက်တွဲကိုဇနီးတဲ့မသိဘူးလားလို့စိန်ခေါ်လိုက်ပါတော့တယ်ဟွန်းနင်ပါတက်နိုင်လဲငါကြည့်မယ်လို့ဇနီးတဲ့ကတိုက်ခိုက်လိုက်ပါတော့တယ်ဒါပေမဲ့ခင်မုန်းကတော့အေးအေးဆေးဆေးပဲဖြတ်လိုက်ရင်ဒါကဇနီးတီကိုယ်တိုင်ပြောခဲ့တာပဲလေလို့ပြန်ပြောပြီးသူမအနားကိုရုတ်တရက်တူးကပ်လာခဲ့ပါတော့တယ်ဇနီးတဲ့ကသူ့လက်တွေကိုလွှတ်ပေးဖို့ဒေါသတကြီးတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ခင်မုန်းကဘလက်ကိုလွှတ်ပေးရမှလဲဆိုပြီးစမ်းတောင်းနေခဲ့တာပေါ့အားလုံးကိုလွှတ်ပေးလို့အော်ပြောပြီးနောက်ဆုံးမှာတော့မျက်ရည်တွေနဲ့အတူတောင်းပန်ပါတယ်လွှတ်ပေးပါလို့တောင်းပန်လာခဲ့ပါတော့တယ်ဒါကိုမြင်တော့မှခင်မုန်းကဇနီးတဲ့ကဒီလိုစောစောကလေးကလုပ်ခဲ့ရင်ကောင်းမှာပေါ့လို့ပြောလိုက်ပါတော့တယ်မာယာရှင်တီလိုက်တော့လို့ကြုံဝိုင်းရင်ဇနီးတဲ့ကဓာတ်နဲ့ခင်မုန်းကိုတိုက်ခိုက်ခဲ့ပါတော့တယ်ဒီတိုက်ပွဲကိုမြင်တော့ညီမလေးကဝင်မတားတင်ဘူးလားလို့မေးလိုက်ပါတယ်ဒါပေမဲ့ဘေးကအမျိုးသားကတော့ခင်မုန်းကဇနီးတဲ့ကိုတော့မထိခိုက်ဘူးကျွန်တော်တို့ကိုတော့ဒုက္ခပေးမှာပဲလို့ပြန်ပြောလိုက်ပါတော့တယ်ဘေးကအမျိုးသားရဲ့စကားကိုကြားလိုက်ရတော့ညီမလေးကသူပြောတာမှန်တာပေါ့လို့ပြန်ပြောလိုက်ပါတော့တယ်ခန္ဓာကိုယ်ကလက်မခံတော့တာတွေပိုပြီးတိတာလာတယ်ဖျားဝိညာဉ်ကိစ္စကိုအရင်ဖြေရှင်းရမယ်လို့တွေးနေတော့မှရှိသေးတယ်ကလေးမလေးဝမ်ဝမ်ကသူမကိုတားတယ်မိမိဝမ်ဝမ်ကိုဖေဖေကိုမရိုက်ဘူးလို့ကတိပေးထားတယ်မလားလို့တောင်းပန်ရှာတယ်ဝမ်ဝမ်မိမိတောင်းပန်ပါတယ်ကွယ်လို့ခက်ဖြည်းဖြည်းလေးပြောလိုက်တာပေါ့မိမိကဝမ်ဝမ်လေးကိုမိုးစော်လက်ထဲအပ်ပြီးပြန်လာခုံမဲလို့သာမှာခဲ့တယ်ပြီးတာနဲ့အလင်းနဲ့အဖြစ်ပြောင်းလဲကကောင်းကင်ရန်စီပြန်တက်သွားခဲ့တယ်လေဝမ်ဝမ်လေးကိုပွေ့ဖက်ထားတဲ့မိုးစုံကတော့ကောင်းကင်ကိုမော့ကြည့်ရင်ဒီတစ်ခါတော့မင်းကိုလုံးဝထွက်သွားခွင့်မပြုတော့ဘူးလို့တိုးတိုးလေးရေယူလိုက်ပါတော့တယ်ဒါပေမဲ့မိုးစုံရဲ့ဆန္ဒတွေကပြိုလဲခဲ့ရပါပြီသူဟာဝမ်ဝမ်လေးကိုဘေးနားကမိန်းကလေးစီလွှဲပေးလိုက်ရင်မျက်ဝန်းတွေမြည်ရဲကသွေးမျက်ရည်တွေစီးကျလာခဲ့တယ်ငါအသက်ကုန်ဆုံးပြီလို့ကြေကွဲစွာအော်ဟစ်လိုက်ပါတော့တယ်ကြေကွဲနေရင်သူမမှုံဝင်တကားတစ်ခုကိုအမြန်ဆုံးအသက်သွင်းလိုက်တယ်တကားလင်းမြန်စွာပွင့်လာတော့သူမအံ့ဩသွားတယ်ဒီလောက်မြန်လာလားတဲ့ဒီချိန်မှာသူမနောက်ကအမျိုးသားတစ်ယောက်ပေါ်လာပြီးချစ်သူမင်းဘက်ကိုသွားမလို့လေလို့မေးလိုက်ပါတော့တယ်သူမလက်ထဲမှာအလင်းနဲ့ထွက်နေတဲ့ဓာတ်တစ်ချောင်းပေါ်လာချိန်မှာအမျိုးသားကချစ်သူမင်းတကယ်ပဲတိုက်ခိုက်တော့မှလားနောက်ဆက်တွဲကကြီးလာလိမ့်မယ်နော်လို့သတိပေးတယ်ဒီတော့သူမကငါကဘာကိုကြောက်ဘူးလို့လဲလို့မေးလိုက်ချိန်မှာအမျိုးသားကမင်းရဲ့အခုလိုလေးတန်းကိုသဘောကျတယ်မကြခင်ငါ့ကိုအတနာခံမှာမဟုတ်ဘူးလို့တော့မျှော်လင့်ပါတယ်လို့ခက်တဲ့ပုံစံနဲ့ပြန်ပြောလိုက်ပါတော့တယ်ဒီတော့အမျိုးသားကဇနီးစူပူနေတာတော်တော့ပြီမဟုတ်လားလို့မေးလိုက်ချိန်မှာသူမကမတော်သေးဘူးလို့ပြန်ဖြေလိုက်တော့သူကသူမကိုရုတ်တရက်ပွေ့ချပြီးမြေပြင်ပေါ်ကိုဖက်လဲလိုက်တယ်ဒါပေမဲ့သူမကဘာတစ်ခုမှမကြောက်ဘူးတက်ချင်ရင်တက်လိုက်ငါကဘယ်တော့မှအတနာမခံဘူးလို့ပြန်ပြောလိုက်တာပေါ့သူမဘယ်တော့ပဲညှင်းဆန်နေပါစေသူကတော့နားမထောင်ခဲ့ဘူးအတင်းအကျပ်နားလိုက်တဲ့အခါသူ
သူမလည်းလမ်းဖြတ်ပြီးရုန်းကန်နေရတာပေါ့အဲ့ဒီအချိန်မှာပဲသူမရဲ့စိတ်ဝိညာဉ်ကလုံးဝကိုကွဲထွက်သွားပြီးဝိညာဉ်ကဘာတစ်ခုတည်းရောက်သွားခဲ့တယ်လေအဲ့ဒီနေရာမှာတော့သူမနဲ့ဆင်တူတဲ့အမျိုးသမီးတစ်ယောက်ကိုရင်ဆိုင်တွေ့ခဲ့ရတာပေါ့သူမနဲ့ဆင်တူသူကပြုံးပြနေတော့သူမကဒီလိုလူကိုနေကြိုက်တာလားလို့မေးလိုက်တယ်အဲ့ဒီအခါသူကမယိုးသားပေမဲ့နူးညံ့တယ်လို့ပြန်ဖြေခဲ့တာပေါ့ဒါကိုချာတော့သူမဒေါသကြီးနဲ့သူကနတ်ပုံတစ်ခုလုံးကိုရင်ဆိုင်ခဲ့တဲ့မဟာနတ်ဆိုပဲလို့ပြောလိုက်တာပဲဒါပေမဲ့သူမကတော့သူကကျမရဲ့ခင်မုံပဲကျမသူ့ကိုအပြည့်အဝယုံကြည်တယ်လို့ပြောပြီးစိတ်မကောင်းဖြစ်နေရင်ထားလိုက်တော့ကိုလန်းကိုသွားတော့လို့ပြောကသူမနဲ့တူတဲ့ရွှေရောင်ကိုဘွားကိုလက်လွတ်လိုက်ရပါတော့တယ်အေးခဲနေတဲ့ကိုဘွားကိုရောက်လာကြတော့ကြံခဲ့တဲ့အငွေ့တက်အရာဒီနေရာပဲလို့ခေါင်းဆောင်ကပြောတယ်ကလေးမလေးကအတန်ကြားလို့မေးတော့လူကြီးကိစ္စနားမထောင်ရဘူးဆိုပြီးမင်းကလေးကနားပိတ်ပေးလိုက်တယ်ပြီးတော့ခေါင်းဆောင်နဲ့မင်းကလေးကူတဲ့လက်တွဲဝင်သွားကြပါတော့တယ်နင်းတောင်ကြီးတွေကြားမင်းမလားနှစ်ယောက်နဲ့ချစ်စရာကလေးမလေးတစ်ယောက်ရှိနေကြတယ်အဲ့ဒီအချိန်အမျိုးသားတူရောက်လာပြီးအပြားဝင်းမိန်းမကသူ့ကိုရောင်းမအစွမ်းတွေကကောင်းတုံးမဲတော်ဟာလို့ပြောလိုက်တာပေါ့ဒါပေမဲ့ရုတ်တရက်သူ့မျက်လုံးတွေညီရဲလာပြီးရဲလူသူ့ကိုခေါ်သွားလိုက်လို့အမိန့်ပေးလိုက်တယ်ချက်ချင်းပဲအေယာမစွမ်းအားတစ်ခုနဲ့အပြားဝင်းမိန်းမကိုဝေးဝေးကိုတိုးထုတ်ပစ်လိုက်တယ်ကလေးမလေးကိုပွေထားတဲ့မိခင်ပဲကြံတော့တယ်အဲ့တော့ကလေးမလေးကမေမေထဲမှာဖေဖေနဲ့ရန်ဖြစ်နေတာလားလို့မေးလိုက်ပါတော့တယ်မေမေကတော့မျက်နှာလေးညီရဲသွားပြီးမဟုတ်ပါဘူးလို့ညှင်းရှာတာပေါ့ဒါပေမဲ့ကလေးမလေးကလက်မခံပဲဒါဆိုဘာလို့နေကြတာလဲလို့ထပ်မေးလိုက်တယ်အဲ့တော့မေမေကဖေဖေဘက်ကိုလှည့်ပြီးရှင်ပြောပြလိုက်လို့လွှဲချလိုက်တာပေါ့ဖေဖေလည်းဘာပြောရမှမသိပဲကျန်းပြင်ပေါ်ကိုဥတလုံးချလိုက်တယ်ခဏအကြာမှာတော့အဲ့ဒီထဲကနေချစ်စရာကောင်းတဲ့ကြားဖြူလေးတစ်ကောင်ထွက်လာပြီးကလေးမလေးလည်းချက်ချင်းပြေးပြီးဖတ်ထားလိုက်ပါတော့တယ်မေမေကတော့ဒီကြားဖြူလေးဘယ်ကလာတာလဲလို့မေးလိုက်တယ်ဖေဖေကလျှို့ဝက်နေမိကအေဂရီကြားဖြူလေးပါဝမ်အဖော်လို့ပို့ပေါ်လို့ဖြေလိုက်တာပေါ့ဝမ်ကနာမည်ကိုမေးတော့ဖေဖေကရှောင်းပိုင်မစီပဲလို့နာမည်ပေးလိုက်ပြီးသူတို့နှစ်ယောက်လည်းပျော်ပျော်ရွှင်ရွှင်ကစားနေကြပါတော့တယ်နတ်မိဖုရားရဲ့စိတ်ဝိညာဉ်တွေပြန်ပေါင်းစပ်မိတဲ့အခါသူမရဲ့အတိတ်ကအဖြစ်အပျက်တွေအကုန်ပြန်မှတ်မိလာခဲ့တယ်ဒါနဲ့သူမခင်ပွန်းဖူကျွန်းကိုလွန်ခဲ့တဲ့နှစ်တရာကရှင်ပါလို့နတ်ဆိုးတွေနဲ့နတ်ပုံကိုတိုက်ခိုက်ခဲ့တာလဲလို့မေးလိုက်တော့နတ်ပုံသားတွေကနတ်ဆိုးပုံကိုကျူးကျော်ပြီးအားလုံးကိုတတ်မယ်လို့ကြွေးကြော်ခဲ့လို့ပါလို့ဖူကျွန်းကပြန်ရှင်းပြခဲ့တာပေါ့ဖူကျွန်းကစစ်တပ်ကြီးနဲ့အရင်တိုက်ခိုက်ခဲ့တာပါလို့ပြောခဲ့တယ်ဒါကိုနတ်မိဖုရားကရှင်ကအရင်တိုက်ခိုက်တာမဟုတ်ပဲနတ်ပုံတစ်ဝက်ကိုဖျက်ဆီးခဲ့တာလို့တုတ်ပြန်ခဲ့တယ်ဖူကျွန်းလည်းအံ့ဩသွားတယ်ပြီးတော့ဘာလို့ရုတ်တရက်ဒီလိုမေးလာလဲလို့ပြန်မေးခဲ့တယ်နတ်မိဖုရားရဲ့နိုးထလာတဲ့မှတ်ဉာဏ်ရဆိုရင်နတ်ပုံကဘသူ့ကိုမှမစခဲ့ဘူးနတ်ဆိုးတွေကသာနေစမ်းမျိုးတွေကိုအရင်တိုက်ပြီးလူတွေအများကြီးတက်ခဲ့လို့နတ်ပုံသားတွေဒေါသထွက်ခဲ့တာပါလို့ရှင်းပြလိုက်တာပေါ့ဖူကျွန်းကလည်းဒီကိစ္စတွေမသိရလို့အံ့ဩနေတော့မယ်နတ်မိဖုရားဝရှိချီကနတ်ပုံကသူ့လက်ချက်ကြောင့်လက်နက်ချခဲ့တာလို့ပြောလိုက်တယ်ဖူကျွန်းကလည်းချင်းယိုကိုစုံစမ်းခိုင်းမယ်လို့ဆိုပြီးနောက်နတ်မိဖုရားဝရှိချီနဲ့တမီးလေးဝမ်တို့အိမ်ပြန်ဖို့ထွက်ခွာသွားခဲ့ပါတော့တယ်ချင်းယိုလည်းစုံစမ်းဖို့ထွက်ခွာလာရာမော်ဆွမ်းအင်းနဲ့စီးနေတောင်ပေါ်ရောက်ရှိလာခဲ့ပါတော့တယ်ညီငွေနေတဲ့နတ်ဆိုးမလေးကတော့သူ့နတ်ဆိုးလောကကိုပြန်ချင်နေပြီအဲ့ဒါကိုသိနေတဲ့အမျိုးသမီးကတော့သူမကိုစလိုက်တယ်ဒါပေမဲ့သူမကတော့အရှင်သခင်ကနတ်ပုံကိုတိုက်ခိုက်ခွင့်မပေးလို့ဘာပြောစရာမှမရှိတော့ဘူးလို့ညီးတွားနေတာပေါ့အရှင်သခင်နဲ့သူ့မိန်းမပြန်ရောက်လာတော့မိန်းကလေးကအရှင်သခင်ကိုချွဲနှဲ့ပေမဲ့သူ့မိန်းမရှိမှအရှင်သခင်ကညှင်းဆန်လိုက်တယ်ဒါကိုအရှင်သခင်ရဲ့မိန်းမကရိပ်မိပြီးငါမရှိရင်တော့ရတာပေါ့လို့မေးလိုက်တော့မိန်းကလေးကလူသေးရတော့လူဟောင်းမေးပြီးပေါ့လို့ညီးတွားလိုက်တာပဲလေအရှင်သခင်ပြန်ရောက်လာပြီးချစ်သမီးဝမ်နဲ့စုံစဲနေတော့ဒါပေမဲ့အရှင်သခင်ရဲ့မိန်းမကတော့ရှင်မရှိတော့ကျန်းဂျီယန်မျိုးနွယ်စုကိုစော်ကားခဲ့တဲ့နတ်ပုံကလန်မျိုးနွယ်စုကိုကျမမျိုးဖြုတ်ပစ်လိုက်ပြီလို့ကြေညာလိုက်တာပဲဒီစကားကြောင့်နောက်တစ်ယောက်ကလန်မျိုးနွယ်စုကရှေးဟောင်းမျိုးနွယ်စုကြီးပဲလေဆိုပြီးတုံ့လောက်သွားတာပေါ့လန်မျိုးနွယ်စုကပိုင်ဆိုင်မှုတွေအားလုံးကိုအဖြူရောင်သပင်ပိုင်ရှင်မင်းကလေးစီလွှဲပြောင်းပေးလိုက်ပါတယ်လက်ခံရရှိတဲ့သူမကလည်းတခြားမျိုးနွယ်စုတွေအပေါ်မှာလောဘစိတ်နဲ့ပြောလိုက်တော့ဘေးကမျိုးသားကပတ်စံကြိုက်တဲ့ကလေးမလေးလို့ဆက်လိုက်ပါတယ်သူမကတော့ညားလို့ပါလို့ပဲရှက်ပြုံးလေးနဲ့ပြန်ဖြေလိုက်တာပေါ့သူ့ရဲကောင်းလေးကသူ့ရောက်ခမကိုကလေးနဲ့အတူနတ်ဆိုးလောကကိုပြန်ဖို့ပြောလိုက်တယ်ရောက်ခမကြီးထွက်ခွာသွားတော့သူကဇနီးဖြစ်သူသပင်ဖြူမလေးနဲ့ကြံခဲ့တယ်ဇနီးဖြစ်သူကအမေကြီးကိုတွားပြောဖို့မှာလိုက်ပြီးစွမ်းအားတွေပြန်လဲပြေဝလာတဲ့ရောက်ခမကြီးကိုသူ့ရဲကောင်းလေးကဂုံပြူလိုက်တာပေါ့နတ်ဆိုးသခင်ကဇနီးတဲ့လျံရွဲရဲ့ကိစ္စတိုင်းကိုသူကိုယ်တိုင်ဖြေရှင်းပေးမယ်လို့ကတိပြုလိုက်တယ်ဒါပေမဲ့လျံရွဲကတော့အမေကြီးနဲ့ခွဲပြီးနတ်ဆိုးလောကကိုပြန်ရတော့မှာမို့ဝမ်းနဲ့နေရှာတာပေါ့အမေကြီးကလည်းလျံရွဲကိုပြန်အပ်ရင်ဒုက္ခပေးရင်ပြောလို့မှားကြားလိုက်တော့နတ်ဆိုးသခင်ကလိုယိုသေးသေးလက်ခံပြီးသူ့ကိုနတ်ဆိုးသခင်ကယိုသေးလို့အမေကြီးလည်းဂုံယူနေမိတော့တာပေါ့ညီမလေးကနတ်ဆိုးလောကကိုပြန်မဲ့အမကြီးကိုအတူခေါ်သွားဖို့တောင်းဆိုပြီးမဲ့အမကြီးကတော့အရွယ်ရောက်ရင်ကိုလန်းကိုသွားရမယ်လို့ပြောပြီးညီရဲတဲ့မျက်ဝန်းတွေနဲ့ထွက်ခွာသွားခဲ့တာပေါ့တစ်ဖက်မှာတော့ကန်နာရတဲ့ရောက်လာတဲ့လူ၃ယောက်တဲတွေကစွမ်းရင်တွေစုပ်ယူနေလို့ရင်ငတ်ပြီးတေးရလားဒါမှမဟုတ်အေးခဲပြီးတေးရမလားဆိုပြီးစိုးရိမ်နေကြတော့တာပေါ့အေးလုံးလို့တုံနေတဲ့ကောင်လေးကမိန်းကလေးကိုဘာလို့မအေးတာလဲလို့မေးတော့သူကငါကမွေသွေးအေးတယ်လို့ပြန်ဖြေတယ်ဒါပေမဲ့ခဏကြာတော့အတူတူရှိတယ်လို့ထင်အောင်မဆိုပြီးသူပါလိုက်တုံပြတော့တာပဲအဖော်ဖြစ်သူကဖဲဝိုင်းဖွဲ့ဖို့ကြိုးစားပေမဲ့ရုတ်တရက်တဲမုန်တိုင်းကြီးတိုက်ခတ်လာပြီးမိန်းကလေးကလည်းမထင်မှတ်ထားတဲ့ပုံစံနဲ့ပြောင်းလဲသွားတာပေါ့တဲပြင်ကိုနင်းပြီးတင့်နေစွာရှောက်လန်းလာသူကတော့ရွှေရောင်ဝတ်စားစင်ရင်ထားတဲ့ရဲ့ကောင်းဆောင်ပဲသူမရှိကူကလူနှစ်ယောက်ရောက်လာပြီးသူတို့ရှာနေတဲ့ကဘသူလဲဆိုတာကိုပြောပြဖို့တောင်းဆိုလာတော့ဒီတော့မှသူမကမေးလိုက်တယ်မင်းတို့ပြောတဲ့ကဘသူလဲဘာလို့ငါရဲ့ကိုရောက်လာကြတာလဲပေါ့သူမကမေးတော့ချန်ရန်ကကျွန်တော်နာမည်ချန်ရန်ပါလို့ဖြေလိုက်တယ်ဒါကိုဘေးကအမျိုးသမီးကကိုနာမည်တက်ခေါ်ရဲတယ်ပေါ့လို့ဒေါသတကြီးអော်လိုက်ပြီးဖြစ်သူကချန်ရန်ကိုကန်ချလိုက်တော့သူလဲကျသွားတယ်မေးလို့ဖြေတာလေဗျာဘာဖြစ်လို့လဲလို့နာကျင်စွာမေးတော့
သူမကပြန်ပြောရဲသေးတာပေါ့ဆိုပြီးချန်ရန်ရဲ့ခေါင်းကိုခြေထောက်နဲ့နင်းပစ်လိုက်ပါတော့တယ်ကျန်တဲ့နှစ်ယောက်ကတော့ဘာမှမတတ်နိုင်ပဲရက်ကြည့်နေုံတာပေါ့ကခမည်းကျုပ်ကိုလူယူလို့များထင်နေတာလားဗျာစကားပြောတာနဲ့ရိုက်တော့မှလားလို့မေးတော့ဘေးကအစိမ်းရောင်ဝတ်အမျိုးသမီးကလည်းဒါစကားပြောယူတာပါသူ့ကိုစားကျမတောင်းပန်ပါလေလို့တောင်းပန်ပေးတယ်ကတော့ခက်ခါရဲပြီးကိုနောက်တစ်ချိန်ထပ်နေလိုက်ပြန်တယ်ပြီးတော့မင်းတို့ကရဲ့ဘာတွေလဲလို့ကြံတဲ့လူနှစ်ယောက်ကိုမေးလိုက်ရအစိမ်းရောင်ဝတ်မင်းကလေးကကျမတို့ကလူပြည်ကနေခေါ်ထားတဲ့အစီခံတွေပါလို့ပြန်ဖြေလိုက်ပါတော့တယ်ဟုတ်ဆိုပြီးကခက်ခါရဲတယ်ပြီးတော့မင်းတို့ရဲ့စွမ်းရည်ကတော့အများဆုံးဆိုဖက်လောက်ပဲရှိတာငါလိုလူမျိုးကမှအစီခံဖြစ်ထိုက်တန်တာလို့ပြောလိုက်တယ်အစိမ်းရောင်ဝတ်အမျိုးသမီးကလည်းခမည်းကိုဘာမှဖုံးကွယ်လို့မရပါလားတော့လို့ပြန်ပြောတယ်ကလည်းသူတို့၃ယောက်ကိုစိုက်ကြည့်ရင်မင်းတို့ဒီကိုလာတာစီခိုလုံးဖို့လားလို့မေးလိုက်တော့အစိမ်းရောင်ဝတ်အမျိုးသမီးကနောက်ကတိုးနဲ့တူကနတ်ဆိုးလောကကိုပြန်ရောက်ပြီလို့ကြားလို့အထူးသဖြင့်လာခဲ့တာပါလို့ဖြေလိုက်ပါတော့တယ်အဲ့ဒီအခါအဲ့ဒီလာပါတဲ့အမျိုးသမီးကြီးကကျမမင်းတို့ကိုခေါ်သွားပေးမယ်ငါလည်းစီသွားစရာရှိတာနဲ့အတော်ပဲပေါ့လို့ပြောပြီးရှေ့ကနေဥဆောင်ပြီးထွက်သွားတော့တာပေါ့နောက်ကနေလိုက်လာတဲ့လူငယ်လေးကတော့အမေလေးမေပြောတာလုံးဝမမှားဘူးပဲမိန်းကလေးတွေလှလေရုပ်မာလေးပဲလို့တီးတိုးရေရွတ်လိုက်တယ်သူ့စကားဆုံးတာနဲ့အဲ့ဒီလာပါတဲ့အမျိုးသမီးကြီးကခပ်ပါပါလေးပြုံးလိုက်ပြီးချက်ချင်းပဲလူငယ်လေးကတဲတွေတဲကိုနှိမ့်မြုပ်သွားရင်ကဲကြပါဦးပြုတ်ကဲကြပါဦးဆိုပြီးအော်ဟစ်လိုက်ပါတော့တယ်ကဲကြပါဦးလို့အော်ရင်လူငယ်လေးတဲတဲနှိမ့်မြုပ်သွားခဲ့တယ်အဲ့ဒီလာပါတဲ့အမျိုးသမီးကြီးကတော့ဒီစေးအတုံးဝင်ပါစေကိုမဦးခင်ရအောင်ယူရမယ်လို့ပြောပြီးသူ့နောက်လိုက်တွေနဲ့တူဆက်လျှောက်သွားတယ်တစ်ဖက်မှာတော့ခန့်ညားတဲ့နန်းတော်တယ်အမျိုးသားအမျိုးသမီးတဦးနဲ့ကောင်မလေးတယောက်တို့ရှိနေကြတယ်ကောင်မလေးကချစ်စရာကြားဖြူလေးတစ်ကောင်နဲ့ဆော့ကစားနေချိန်ကောင်လေးတယောက်ပြေးဝင်လာပြီးညီမလေးပြန်လာပြီပဲလို့ပျော်ရွှင်စွာနှုတ်ဆက်လိုက်တယ်ပြီးတော့ကြားဖြူလေးကိုဘဲကကိုတော်လေးလဲစားလို့ရလားလို့စားလိုက်ပါတော့တယ်ဝင်ဝင်ကကြားဖြူလေးကိုမပေးဘူးဆိုတော့မချေမနှက်ရှောင်ကြီးကအကိုကြီးကိုမကြာခဏကလေးတွေမွေးနေတာလားလို့ရဲရဲဝုန်းဝုန်းမေးလိုက်တယ်အကိုကြီးကတော့သူတို့ကိုသွားကစားခိုင်းပြီးနောက်အမျိုးသမီးကြီးနဲ့အတိတ်ပဲပါပါငေးကြည့်နေကြတာပေါ့အရှင်ကျမပြန်လာခဲ့ပါပြီဆိုတဲ့စကားတန်နဲ့အတူပြန်ရောက်လာတဲ့အမျိုးသမီးကြီးရှိမှာအကိုကြီးကတော့အဖြူရောင်ဝတ်ထားတဲ့မိန်းကလေးရဲ့လက်ကိုစုပ်ကင်ထားခဲ့တာပေါ့သူ့ဇနီးကိုရှင်းပြနေတဲ့ခင်မွန်းရဲ့စကားကိုဇနီးတဲ့ကစိတ်မကြည်မသာဖြစ်ကဘလို့အဲ့လိုမျိုးလဲဆိုပြီးပြန်မေးခွန်းထုတ်ပါတယ်မင်းထင်တဲ့အတိုင်းပဲလို့ခင်မွန်းကပြန်ဖြေလိုက်တာနဲ့ဇနီးဖြစ်သူကအသေးချာပေါက်လုပ်ထားတာပဲဆိုပြီးမျက်နှာတီတီနဲ့ဆွဆွဲလိုက်တော့တာပါပဲခင်မွန်းရဲ့ဇနီးဖြစ်သူကဒီအမျိုးသမီးဘသူလဲမေးတော့ခင်မွန်းကငါဇနီးပဲလို့ဖြေလိုက်ပါတယ်လဲဝမ်းနဲ့ကနှစ်ငါးရအတိတ်ကိုပြောဖို့ကြိုးစားတော့ခင်မွန်းကတားပြီးနောက်တစ်ခါအဲ့လိုဆိုကြောင်းအုပ်ကြီးခတ်မယ်လို့တတိပေးလိုက်ဒါပါပဲအရှင်ကသူစီပြန်လာသူကိုမေးမြန်းတော့လူပြည်ကအိမ်မွေးတရိษံကိုခေါ်လာကြောင်းသူကဖြေတယ်ချက်ချင်းပဲအရှင်ရဲ့အိမ်မွေးတရိษံဆိုသူ၃ယောက်ပေါ်လာပြီးဥညွတ်ကြတာပေါ့အရှင်ကခေါ်လာသူကိုပြန်လွတ်လိုက်ပြီးနောက်တဦးရဲ့လက်ကိုတွဲကပလင်စီလျှောက်လာခဲ့တယ်လေအရှင်ကသူတို့ကိုနှက်ဆိုးလောကအကြောင်းမေးလိုက်တော့အလဲကအမျိုးသမီးကသူတို့ဟာအဲ့ဒီကနေထွက်ပြေးလာသူတွေဖြစ်ကြောင်းဖြေတယ်အရှင်အံ့ဩနေတော့နှက်ဆိုးဧကရရာထူးလူပွဲတွေကြောင့်စစ်ပွဲတွေဖြစ်နေတာလို့သူမကရှင်းပြခဲ့တယ်လေစစ်ပွဲကဒီကြောင့်နတ်ဆိုးတိုင်းပြည်တစ်ခုလုံးပျက်စီးခဲ့ရပြီးသူမျိုးနွယ်စုတွေလည်းတုတ်တင်ခံခဲ့ရကြောင်းအစိမ်းရောင်ဝတ်အမျိုးသမီးကဝမ်းနည်းစွာရှင်းပြခဲ့တယ်ဒါကြောင့်လဲလူပြည်ကိုထွက်ပြေးခဲ့ရတာပေါ့လူပြည်ရောက်တော့မှအရှင်နဲ့တွေ့ပြီးအရှင်ရဲ့ကျေးဇူးကြောင့်ဒီနေ့လိုအသက်ရှင်ရည်တည်နိုင်ခဲ့တာပါလို့ဘေးကလူကြီးကဝင်ပြောတော့အရှင်ကမိုးဖေးဖူရန်ကိုဒီနတ်ဆိုးလောကကိစ္စတွေရဲ့နောက်ွယ်မှာတယောက်ယောက်ကကြိုးကင်နေတယ်လို့ထင်လာမိခဲ့တယ်မိုးဖေးဖူရန်ကလည်းနတ်ဆိုးဧကရစ်ကြဆုံးသွားတာကရုတ်တရက်လုံးတလို့ပဲသုံးလောကမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေရဲ့အချိန်ကိုက်ပုံကထူးဆန်းလုံးတယ်လို့ပြန်ဖြေတယ်လေမိုးဖေးဖူရန်ကလည်းသုံးလောကမှာဖြစ်ခဲ့တဲ့ကိစ္စတွေရဲ့အချိန်ကိုက်ပုံဟာထူးဆန်းလုံးတယ်လို့ဆက်ပြောနေလုံးပဲသူကရှေးဟောင်းလိပ်စာလွှာတစ်ခုကိုကင်ပြီးဒါပါလဲဆိုတာမင်းတို့သိလားလို့မေးလိုက်တဲ့အခြားသူတွေအံ့ဩနေကြတော့မှပဲမိုးဖေးဖူရန်ကတာမန်သားရေးစာရွက်တရွက်လိုပါပဲလို့ဖြေတယ်လေဒါပေမဲ့သူကဒါကတာမန်ဖြစ်เสียမရှိဘူးဘလို့မှစွမ်းရင်မရှိတယ်လို့ပဲဒါပေမဲ့ငါလုံးဝမဖြတ်စည်းနိုင်ဘူးဆိုပြီးတန်တရားဝင်စွာပြောလိုက်တာပေါ့မော်ကျွန်းကနတ်ဆိုးလောကကိုသွားစုံစမ်းရအောင်မယ်လို့ပြောလိုက်တယ်ဒီအခါသူ့ဇနီးကဒါဟာခင်မွန်းကိုအပုတ်ချတာပဲလို့ထောက်ပြတယ်မော်ကျွန်းကငါကမော်ကျွန်းပဲဟာလို့ပြောပေမဲ့ဇနီးတဲ့ကတော့ငါခင်ပွန်းကိုမဆွဆွဲရဲဘူးဆိုပြီးဒေါသတကြီးကာကွယ်ပေးလိုက်တာပေါ့မော်ကျွန်းကအရင်ဆုံးသူ့လက်အောက်ငယ်သားတွေကိုခဏဆင်းသွားခိုင်းလိုက်တာပေါ့ပြီးတော့ဇနီးတဲ့ကလည်းကိစ္စတစ်ခုအတွက်သွားပြင်ဆင်နေတော့မှမော်ကျွန်းတယောက်မနက်ပုံမနက်ဧကရတာရေးစားတွေအကြောင်းတွေးရင်တစ်ခုခုကိုမေ့နေတယ်လို့ဖြစ်နေတာအဲ့အချိန်မှာပဲရုတ်တရက်လုံကြီးရဆိုတဲ့နာမည်ကိုတတိယသွားတာပေါ့လေလျက်စီးနဲ့ဖျားမရဲ့ပြင်းထန်တဲ့ရေခဲတိုက်ခိုက်မှုအောက်မြေပြင်တစ်ခုလုံးကြီးမွားပျက်စီးသွားခဲ့တဲ့တွေးအံပြီးဒဏ်ရာပြင်းထန်နေတဲ့စပင်ဖြူမျိုးသားကတော့ရေခဲပြင်ကြားလဲကျကြံရိတ်ခဲ့တာပေါ့သူ့ရဲ့မသေးမရှင်ချီနေဘူးမြင်တော့လျက်စီးနဲ့ဖျားမဟာဒေါသအပြည့်နဲ့နောက်တစ်ချိန်တိုက်ခိုက်ဖို့စွမ်းအားတွေစူးစီးလိုက်ပြန်တယ်လေအဲ့ဒီနောက်အလင်းတန်းလေးကိုလက်ထဲထည့်ပြီးလျက်စီးနဲ့ဖျားမကယွန်စရာချမ်းရံငါ့ကိုဒီမှာထားခဲ့ပြန်ပြီးမင်းအိမ်ဘက်မှာလည်းငါမသိဘူးထင်နေရလားလို့ဒေါသကြီးပြောရင်ပြင်းထန်တဲ့လျက်စီးတန်းကိုပြစ်လွတ်လိုက်တယ်ဒီဘက်မှာတော့ချမ်းရံကတန်းဝါပြီးမိမ့်မစီသွားအေးရတော့မယ်လို့ပြောကအေးဆေးဆေးစောင့်မျှော်နေတာကိုတွေ့ရပါတယ်လေချမ်းရံကပြင်းထန်တဲ့စွမ်းရင်ကိုလက်နဲ့တားဆီးရင်ချမ်းစစ်စစ်ကိုဘာလုပ်တာလဲမေတော့သူမကငါတိုက်နေတာမင်းဘက်မှာလဲလို့ပြန်ပြောတာပေါ့ချမ်းရံကဝက်ချီတော့တွေဝဲလာတာပြရင်ရက်ခလောကအကြောင်းမင်းမြန်းချိန်ချမ်းစစ်စစ်ကငကားမျိုးနွယ်ကအရှိပင်လယ်မှာလို့ဖြေလိုက်ပါတယ်လေချမ်းရံရဲ့မင်းမြန်းမှုတွေကိုချမ်းစစ်စစ်ကရက်ခဖရင်ဖြစ်ဖို့ကြိုးပမ်းရင်ဖြစ်ပေါ်လာတဲ့ပုံကံမှုတွေကြအောင်ပြောပြနေချိန်မှာချမ်းရံကရှေးဟောင်းမြေပုံလေးတစ်ခုကိုထုတ်ပြပြီးမြင်ဘူးလားလို့မေးလာပါတယ်အဲ့ဒီခါမှချမ်းစစ်စစ်ကဒါကဖခင်ဖြစ်သူပြောမှုတဲ့ရက်ခလောကရဲ့အဖိုးတန်ရနာတွေရှိတဲ့နေရာပြမြေပုံမှန်တိလိုက်ရပါတော့တယ်လေဒီမြေပုံကဝမ်ဝမ်ကိုရောက်ဖို့ကူညီနိုင်တယ်လို့သူပြောလိုက်တော့ဘေးကသူမကဒါကပြည့်စုံတဲ့မြေပုံမဟုတ်ပဲတစစီကွဲနေတာဖြစ်ပြီးကြံပိုင်းကိုဒမန်နဲ့ပရိုပိုင်ကြောင်းရှင်းပြခဲ့တာပေါ့
အားလုံးသိရတော့သူကလည်းကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်လေမျက်လုံးစိမ့်စိမ့်အမျိုးသားကစားစရာ10မျိုးပြင်ဆင်ခိုင်းတော့သပင်ဖြူနှက်မိမဲ့ရုပ်အမျိုးသမီးကပျော်ရွှင်စွာပြေးလာပါတယ်နက်ပုံမှာပလင်ပေါ်ကနက်မင်းကြီးက Immortal Breaker ကျဆုံးသွားပြီလို့ကြားတဲ့အခါငါတို့အနေငယ်ကလွဲလို့ဘသူကသူ့ကိုထိခိုက်နိုင်တာလဲလို့ဝိညာဉ်နှစ်ပါးနဲ့ဆွေးနွေးနေတာပေါ့ဘေးကဝိညာဉ်ကမောဇွန်လက်ချက်လို့ပြောလိုက်တာပေါ့ဖော်ရှန်ကမောဇွန်နဲ့ဘာလို့သွားရန်ဆက်ရတာလဲမေးတော့နတ်မင်းကြီးကမေးကြည့်ရင်တိမာပေါ်ဆိုပြီးလက်ညှိုးထိုးလိုက်တဲ့အဲ့ဒီအခါစွန်ကျဲတပားပေါ်လာပြီးနတ်မင်းကြီးကိုဥညွတ်တဲ့နတ်မင်းကြီးကလည်းသူတိတာတွေအကုန်ပြောပြဖို့ခိုင်းလိုက်တာပေါ့ဖိုးရှန်နတ်မင်းကြီးကိုလက်အောက်ငယ်သားကမိစ္ဆာဖရင်မနဲ့နတ်ဖရင်ရဲ့နတ်မိစ္ဆာမျိုးဆက်ကလေးကြောင်းလျှောက်တင်တဲ့ဒီကလေးဟာနှစ်ပေါင်းများစွာအတွင်းမပေါ်ဘူးဆိုတော့နတ်မင်းကြီးလည်းအံ့ဩပေမဲ့အစီအစဉ်တိုင်းပဲဆက်လုပ်ဖို့အမိန့်ပေးလိုက်တဲ့ကလေးကမိစ္ဆာဖရင်ရဲ့ဟုတ်မဟုတ်လဲပြန်တီးပြုတ်ခိုင်းလိုက်တာပေါ့အတီးပြုတ်ပြဒီသတင်းပြန်ဖို့သူကိုအရှင်ကချက်ချင်းဖျောက်ဖျက်ပစ်လိုက်တယ်ပြီးမှကောင်းကင်ကိုငေးကြည့်ရင်အဲ့ကလေးဆိုပြီးအတွေးနဲ့ချင်းနေတော့တာပေါ့ကြောက်လက်တကြားနဲ့ပြေးလွှားနေရတဲ့မြေခွေးနာရွက်ပိုင်ရှင်လေးကိုရန်သူတွေကဓားတွေနဲ့လိုက်ပြီးဖမ်းမိရင်အပြစ်ပေးမယ်လို့ချင်းချောက်နေကြတာပေါ့ကြောက်လက်တကြားပြေးရင်ချော်လဲသွားတဲ့အခါမှာတော့သူ့နောက်ွယ်ကနေအနက်ရောင်ဝတ်စုံနဲ့ကလေးချီထားတဲ့အဖြူရောင်ဝတ်စုံရှင်တို့ရုတ်တရက်ပေါ်လာပါတော့တယ်လေနောက်ကဝက်ပီလူကောင်းဆောင်တွေလိုက်လာတာမြင်တော့ဝူဖန်ကမြင်ပြေးကြပါဖမ်းမိရင်တော့ပြီးပြီလို့သတိပေးလိုက်တယ်ဒါပေမဲ့အဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးကတော့ဝူဖန်ကိုကိစ္စမရှိပါဘူးအရင်ထပါလို့ပြောလိုက်ပြီးသူ့ရင်ခွင်ထဲကကလေးလေးကလည်းအဖေကိုအမမှာဘာလို့နာရွက်နဲ့အမီးတွေပါလာလဲလို့မေးလိုက်ပါတော့တယ်လေအဲ့ဒီမှာဝမ်ဝမ်လေးကအဖေကိုဘာလို့ဝမ်ဝမ်မှာမရှိတာလဲလို့ထပ်မေးတော့အဖေကဝမ်ဝမ်ကသမီးလေးမို့လို့ပေါ့ဒီအမကမြေခွေးမျိုးနွယ်ကလေးလို့ရှင်းပြတယ်ဒါပေမဲ့မကြခင်မှာပဲမြေခွေးအမကိုဝက်လူရိုင်း3ယောက်ကဝိုင်းထားပြီးမြေခွေးမျိုးနွယ်ရဲ့ရတာကိုငါတို့ကမြည်ကြည့်ရအောင်မယ်ဆိုပြီးတိုက်ခိုက်ဖို့ပြင်နေတာပေါ့ဝက်လူရိုင်းတွေကသူတို့ပဲမျိုးနွယ်လဲနတ်ဆိုးအငွေ့အသက်ဘာလို့မရှိတာလဲဆိုပြီးမင်းမြန်းတာပေါ့မြေခွေးအမကထွက်သွားလို့ပြန်ပြောပေမဲ့ဝက်လူရိုင်းကတင့်တယ်တဲ့မင်းကလေးမင်းလဲကြံခဲ့လို့ခနဲ့လိုက်တယ်ဒါကိုမကျင်တဲ့ကလေးမလေးကအဖေသူတို့နန်းနေလို့တိုင်တော့ကလေးမရဲ့အဖေကမင်းခုနာကငါဇနီးကိုလှတယ်လို့ပြောလိုက်တာမဟုတ်လားဆိုပြီးမိကုန်းထုတ်လိုက်ပါတော့တယ်ဝက်ခေါင်းလူရိုင်းကောင်းဆောင်ကငါအကြိုက်တွေ့ရင်ငါဟာပဲလို့ချင်းချောက်လိုက်တော့ကလေးမရဲ့အဖေကစိတ်ဝင်စားစရာပဲလို့ပြန်ပြောပါတယ်ပြီးတော့လက်တစ်ချက်လှုပ်လိုက်တာနဲ့ခေါင်းဆောင်လူရိုင်းလွင့်ထွက်ပြီးတစ်ပင်နဲ့အတူလဲကျသွားပါတယ်ကျန်နှစ်ကောင်ကလည်းငါတို့ခေါင်းဆောင်ကိုရိုက်ရဲတဲ့ပေါ့ဒုတိယညီလေးငါတို့အတူတူတိုက်မယ်လို့အော်ဟစ်လိုက်ပါတော့တယ်နီလာကအဲ့ဒီဝက်လူခေါင်းဆောင်ကိုစိုက်ကြည့်ပြီးမင်းကတော်တော်ရဲတာပဲလို့ပြောလိုက်တာနဲ့အားရပါရဟိန်းဟောက်တဲ့ဝက်လူခေါင်းဆောင်ကိုလက်တစ်ချက်ထဲနဲ့ဝေးကိုပစ်ထုတ်လိုက်ပါတော့တယ်ချက်ချင်းပဲအကြောက်တရားဝင်သွားတဲ့ဝက်လူခေါင်းဆောင်ကတခင်လေးကျွန်တော်တို့မရည်ရွယ်ပါဘူးဒီနာကဝက်လူမျိုးစုပါမျိုးနွယ်တွေကအလှဆုံးဝက်လူမတွေကိုပါဆက်တပမဲ့ဆိုပြီးအသေးအတန်တောင်းပန်ပါတော့တဲ့ဝက်လူကိုမောင်းထုတ်ပြီးတောအုပ်ထဲဆက်လျှောက်သွားတဲ့သူကသပင်ဖြူနဲ့မိမလလေးတဦးနဲ့ကလေးမလေးဝမ်ဝမ်တို့နဲ့ဆုံတွေ့တယ်အဲ့ဒီမှာဝမ်ဝမ်ကအမေကိုသမီးမျက်လုံးမပိတ်ပါနဲ့တော့ကြီးလာပြီမကြောက်တော့ဘူးလို့ပြောလိုက်တာပေါ့လင်းတုံးကခြိုင်ခြိုင်ကိုကျူးရန်ဝမ်ပီပီတကိုးကြည့်တာပဲလို့ပြောလိုက်တော့ခြိုင်ခြိုင်မျက်နှာပြတ်သွားတယ်အဲ့ဒီအချိန်မှာမြေခွေးမလေးဟူလင်အာကသူတို့မျိုးနွယ်စုကိုကယ်ဖို့တောင်းပန်ရင်ကယ်ပေးမယ်ဆိုရင်ဘေးမှာကစားပါမယ်လို့ကန့်လန့်လိုက်တာပေါ့ဒါကိုကြားတော့ခြိုင်ခြိုင်ကတုံ့လို့စွာနဲ့မင်းနာပါစကားပြောတာလဲလို့ပြန်မေးလိုက်တယ်စိုးရိမ်တကြီးကြီးနေကြတဲ့သူတို့ရှိမှရွာတွေမီးလောင်ဝက်ရုပ်တရေတွေရဲ့ဖြစ်စီမှုကြောင့်မြေခွေးနှက်ရွက်နဲ့အမျိုးသမီးကကြေကွဲစွာငိုကြွေးတယ်အဲ့ဒီတော့အဖြူရဝတ်ထားတဲ့အမျိုးသမီးရဲ့မျက်လုံးတွေနီရဲလာပြီးကျမပဲကင်တွေလိုက်ပါတော့မယ်လို့ပြောကလက်ဆန့်ထုတ်လိုက်တာပေါ့ဝက်ကောင်းစစ်တီတော်ကြီးကမြေခွေးမျိုးနွယ်ကိုအမြင့်ဖြတ်မယ်လို့ကျင်းဝါပြီးအညံ့ခံခိုင်းပါတယ်ဒါပေမဲ့ဒဏ်ရာတွေနဲ့တွေးဆွနေတဲ့မြေခွေးဖိုးအိုကတော့ဘယ်တော့မှလက်နဲ့ချမှာမဟုတ်ဘူးလို့တုံ့ပြန်ရင်းသူတို့ဟာနတ်ဆိုးသွေးပျောက်ဆုံးနေပြီလို့ဆွဆွဲလိုက်တာကိုစစ်တီတော်ကြီးကလှောင်ပြောင်လိုက်ပါတော့တယ်ဒါနတ်ဆိုးလောကငါတို့ကနတ်ဆိုးတွေပဲလို့ဝက်နတ်ဆိုးကကြွေးကြော်တော့မြေခွေးဖိုးအိုကတခြားမျိုးနွယ်တွေကိုတက်ဖြတ်စားတောက်နေတဲ့သူတို့ကိုနတ်ဆိုးလို့ဘလို့လောက်ခေါ်ဝန်တလဲလို့ဒေါသတကြီးပြန်ပြောပါတယ်ဝက်နတ်ဆိုးရဲ့လှောင်ပြောင်စကားကြောင့်မြေခွေးဖိုးအိုမျက်လုံးကနေတွေးမျက်ရည်စီးကြလာပြီးတက်ဖြတ်လို့စိတ်နဲ့တွေးစားတာဟာနတ်ဆိုးတွေရဲ့မွေးရပါပင်ကိုဇယိုက်ပဲလို့ခါခါတီးတီးပြောလိုက်ပါတယ်ဝက်နတ်ဆိုးကတော့အေဂရစ်နတ်ဆိုးကသူတို့ရဲ့ပင်ကိုဇယိုက်အမှန်ကိုနှိုးဆော်ပေးခဲ့တာကြောင့်ကျေးဇူးတင်ရမယ်လို့ဂုဏ်ယူစွာပြောလိုက်ပါတော့တယ်ဒဏ်ရာရဝန်ပလွေနိုင်ရွက်အဖိုးအိုကနတ်ဆိုးလောကပယံပါတာဖြစ်တော့မှာကိုဝမ်းနဲ့စွာရေးရွရင်းအသက်ဆုံးဖို့ပြင်းနေချိန်မှာနောက်ကဝက်နတ်ဆိုးရဲ့ဓာတ်ချက်ကိုအဖြူရောင်ဝက်အမျိုးသမီးကအချိန်မီရောက်ပြီးတားစီကအလင်းရောင်သားနဲ့ပြန်တိုက်ခိုက်လိုက်ပါတော့တယ်ဝက်နတ်ဆိုးကဘသူလဲဘလို့တားရဲလဲလို့မေးတော့အဖြူရောင်ဝက်အမျိုးသမီးကမင်းကနတ်ဘရင်တပားလိုပဲအားနေတာပဲလို့ခက်ပြက်ပြက်ပြောလိုက်ပါတယ်နောက်တော့မြင်းမလေးလင်းအာကဒဏ်ရာရနေတဲ့အဖိုးအိုစီပြေးလာပြီးအဖိုးအိုကတော့လင်းအာမင်းပါလို့ပြန်လာတာလဲဘယ်တော့မှမပြန်လာနဲ့လို့ပြောထားတာမဟုတ်လားဆိုပြီးစိုးရင်တကြီးပြောလိုက်တာကိုတွေ့ရပါတယ်လင်းအာကအင်အားကြီးသူစစ်လင်ကိုခေါ်လာခဲ့ပေမဲ့ဒဏ်ရာတွေနဲ့အဖိုးအိုကမျိုးနွယ်စုပျက်စီးရတော့မယ်လို့ဝမ်းနေနေတဲ့ရန်သူကျူးကန်းကလည်းမော်ဒယ်ဖော်အဆင့်ရှိလို့တတိထားလို့စစ်လင်ကိုအဖိုးအိုကတတိပေးတယ်စစ်လင်ကလည်းသူမအနိုင်ကျင့်ခံခဲ့ရတာတွေပြန်တွေးရင်တိုက်ခိုက်ဖို့အသင့်ပြင်နေပါပြီစစ်လင်ကရန်သူကိုအပြင်းထန်ထိုးပြီးလွင့်စင်ပစ်လိုက်တော့အားလုံးလည်းအံ့ဩကုန်ကြတယ်လေပြီးတော့စစ်လင်ကသူမခင်ပွန်းကိုဝမ်းဝမ်းလေးနဲ့အတူတိုက်ပွဲဆက်ဖို့လွှဲပြောင်းပေးလိုက်တယ်ခင်ပွန်းကလည်းဝမ်းဝမ်းလေးကိုမေးပြီးတာနဲ့ဝိညာဉ်အလံတော်ကိုထုတ်ကာတိုက်ဖို့ပြင်လိုက်ပါတော့တယ်မီးလောင်ပြင်ကြတဲ့ကြောက်လန့်တကြားထွက်ပြေးနေကြတဲ့ဝက်ရုပ်တရံတရဝါတွေကိုမာနတ်သခင်ကတန်ကြိုးတွေနဲ့ဖမ်းချုပ်လိုက်ပါတော့တယ်အသက်ကဲခဲတဲ့ကျေးဇူးကြောင့်
မြေခွေးမျိုးနွယ်စုဝင်တွေရဲ့ဥညွတ်ကတိတွေနဲ့တူသူ့ပခုံးပေါ်ဂုံကျေးဇူးတော်စွမ်းရည်တွေဖြစ်ပေါ်လာပါတော့တဲ့အဖော်မကပထမဆုံးကောင်းမှုကုသိုလ်နဲ့ပြည့်စုံတဲ့မာနသခင်ဖြစ်မှာပါလို့ပြုံးဆက်ဆနဲ့ပြောလိုက်ပါတော့တယ်လေအရှင်သခင်ကချင်းဝေလို့ခေါ်လိုက်တော့ဝဲကရွနေတဲ့မိကိုလုံးကြီးတဲကနေချင်းဝေဆိုတဲ့မိမလလေးတယောက်ပေါ်လာပြီးအရှင်သခင်ကိုဥညွတ်လိုက်တယ်လေအရှင်သခင်ကလည်းဒီလောက်အလေးနဲ့ထားစရာမလိုပါဘူးသွားဝက်နဲ့စုမျိုးနွယ်စုကိုရှင်းပစ်လိုက်လို့အမိန်ပေးလိုက်တာပေါ့ချင်းဝေလည်းပြုံးစီစီနဲ့ချက်ချင်းပဲအမိန်နာခံပြီးထွက်သွားတယ်အဲ့ဒီနောက်ဖြန်နာရောက်ပါတဲ့အဖိုးကြီးတယောက်ကသူ့ဘေးကအမျိုးသမီးငယ်နဲ့အတူတူပေါ်လာပြီးအရှင်သခင်ဝက်နဲ့စုမျိုးနွယ်စုကတော်တော်ကိုအင်အားကြီးတယ်နော်လို့ဆိုရင်တကြီးပြောလာတာပဲဝူဖော်ကသူ့လက်ထဲမှာလှုပ်ဝက်မြေပုံတစ်ခုကိုပေါ်အောင်ဖန်တီးလိုက်တာကိုမြင်တော့အဖိုးကြီးကဒါကလှုပ်ဝက်မြေပုံပဲလို့ပြောရင်းနဂါအေဂရစ်စီရောက်သွားပြီထင်တယ်ဆိုပြီးစိုးရိမ်တကြီးပြောလာတယ်လေဝူဖော်လည်းနဂါအေဂရစ်ဆိုတာကိုကြားတော့အံ့အားသင့်သွားပြီးနဂါမျိုးနွယ်တွေကအရှိပင်ထဲမှာရှိတယ်လို့သိထားတာလို့ပြန်ပြောတာပေါ့လီချင်းလုံးကနတ်ဆိုးနယ်မြေမှာနဂါမျိုးနွယ်တွေဘယ်ကရောက်လာတာလဲလို့မေးတော့ကုန်းဟုံကျွန်းကတွေးနှောနဂါတွေဖြစ်ပြီးတန့်စင်တာတွေမဟုတ်ဘူးလို့ပြန်ရှင်းပြဒါပေါ့ဒါကြောင့်နတ်ဆိုးနတ်တော်ကိုတွားကြည့်ရတော့မယ်လို့လီချင်းလုံးဆုံးဖြတ်လိုက်ချိန်မှာပဲနတ်ဆိုးတက်ကြီးရှိမှအမျိုးသမီးတယောက်ကောင်းကင်ကနေဆင်းသက်လာတာကိုတွေ့ရပါတယ်အမျိုးသမီးကဖြက်စီးမယ်လို့ပြောလိုက်တာနဲ့သူ့မော်ဆွမ်းကြောင့်နတ်ဆိုးတက်ကြီးတခဏချင်းပျောက်ကွယ်သွားပါတော့တယ်အံ့ဩတုန်လှုပ်နေတဲ့နတ်ဆိုးကောင်းဆောင်ကမေးမြန်းချိန်မှာတော့မိုးကျွင်းကိုရန်စခဲ့ရင်တေးတန်တာရှိတယ်လို့ခက်ပြက်ပြက်ပြောလိုက်ပါတယ်ဒီကောင်ပါဖြက်စီးသူနတ်ဆိုးသခင်တဲလဲကွာလို့အန်တချိတ်ချိတ်နဲ့မကြည်မနှက်ပြောနေချိန်မှာပဲမိုးကျွင်းကတော့ကြောခိုင်းပြီးတိတ်ဆိတ်စွာပဲလှည့်ထွက်သွားခဲ့တာပေါ့သူမနောက်ကစစ်မြေပြင်မှာတော့သွေးစွန်းနေတဲ့ရန်သူအလောင်းတွေပြန်ကျဲလို့နေပြီးအဲ့ဒီနောက်မိုးကျွင်းကနတ်ဆိုးအေဂရီနန်းတော်ထဲမှာပုံဆွဲနေရင်းကနေဟင်းမင်းကုံသွားပြန်ပြီလားလို့မကြည်မနှက်ပြောလိုက်ပါတယ်နတ်ဆိုးအေဂရီမိုးကျွင်းမင်းဖြေဖို့ပြင်နေချိန်မှာသူ့အချွေရန်တယောက်ကနတ်ဆိုးအေဂရီကြီးတနာပါဦးလို့အတနာခံရှာတယ်မိုးကျွင်းကသူ့အစွမ်းနဲ့သွေးဆက်တွေကို brush ထဲဆွဲသွင်းလိုက်တော့ကျန်တဲ့အချွေရန်တွေကြောက်လန့်ပြီးထွက်ပြေးကုန်ကြတာပေါ့သူတို့ထွက်ပြေးတာမြင်တော့ဘာလို့ကျမကိုကြောက်ပြီးထွက်သွားကြတာလဲလို့မေးခွန်းထုတ်ရင်မိုးကျွင်းနတ်ဆိုးတွင်ပြောင်းလာခဲ့တယ်နောက်ဆုံးတော့ကျမဘာများမှားနေတာလဲလို့မျက်ရည်တွေနဲ့မြည်တန်းနေခဲ့ရပါတော့တယ်ဘာမှမဖြစ်ဘူးကျမမှာအမေရှိသေးတယ်လို့ကိုဘာသာကိုနှစ်သိမ့်ရင်းမျက်ရည်တွေတုပ်နေတော့မှပဲဝက်နတ်ဆိုးမျိုးနွယ်စုရဲ့တသိန်းကျော်တဲ့စစ်တီတော်တွေတညရင်အရှင်းပြောက်သွားကြောင်းပန်ဒါစစ်တီတော်တဦးကနတ်ဆိုးအေဂရီအရှိတော်မှောက်ကိုလာရောက်သတင်းပို့ပါတော့တယ်ဒီခါမှာတော့နတ်ဆိုးအေဂရီကဒေါသတကြီးနဲ့အတုံးမကျဘူးအမိုက်တွေဆိုပြီးအော်ဟစ်ကပန်ဒါစစ်တီတော်ကိုအဝေးကိုလွင့်စင်သွားအောင်ပစ်ထုတ်လိုက်ပါတော့တယ်အဲ့ဒီနောက်ရက်ဆက်တဲ့အပြုံးတစ်ခုနဲ့လုံရောင်းငါကလေးလို့ဆိုပါတော့တယ်အမေရောက်လာဖို့စောင့်စားနေတဲ့သမီးလေးကပျော်ပျော်ရွှင်ရွှင်ပြေးထွက်သွားပြီးအမေကိုဖတ်လိုက်ပါတယ်ပြီးတော့သူမဆွဲထားတဲ့အမေပုံတူပကြီးကားကိုပြရင်ကြိုက်ရလားလို့မေးတဲ့အခါအမေကသမီးလေးကိုပြန်ပွေ့ဖက်ပြီးကြိုက်ပါတယ်လို့ပြောလိုက်တာပေါ့အမေကရှောင်းရောင်ကောင်းလေးကိုကိုတက်ရင်သူ့လောက်ခိုင်းထားတဲ့အလုပ်ဘယ်လိုဖြစ်လဲလို့မေးလိုက်တာပေါ့ရှောင်းရောင်ကလည်းမကြခင်ပြီးတော့မယ်လို့ပြောရင်းခုစုတောင်ပိုင်းကကောင်းတွေပဲကျွန်တော်တာမို့သူမကိုယ်တိုင်ရှင်းပြပြီးနတ်ဆိုးလောကကြီးကိုပေါင်းစည်းတော့မှပါတဲ့လေရှောင်းရောင်ရဲ့အမေကဒီအလုပ်လေးခုထိမပြီးတာကိုမကျေနပ်တော့ရှောင်းရောင်ကိုစူပါတော့တယ်ရှောင်းရောင်ကလည်းဝက်နတ်ဆိုးတွေကိုအပြစ်တင်ရင်းသူ့အမေနဲ့သူ့နှစ်ယောက်တည်းအတွက်ကအားတခုခံတီးဖို့6ပြည်ထောင်ကိုကိုယ်တိုင်ဥဆောင်သိမ့်ပိုက်တော့မယ်လို့ကတိပေးလိုက်တာပေါ့လေလုံးရောင်ကတော့သူ့အမေကိုမုန်းတီးမှစိုးရိမ်ပြီးသူ့အမေခိုင်းတာမှန်သမျှလုပ်ပေးမယ်လို့ငိုယိုတောင်းပန်နေရှာတာပေါ့သူ့အမေကလည်းဘယ်လိုလုပ်မုန်းတီးပါမလဲသူ့ချစ်ဆုံးကလေးပဲလို့နှစ်သိမ့်ပြီးလက်နှစ်ဖက်ကိုစုပ်ကိုင်လိုက်ကြပါတယ်လေစစ်တီတော်ပြောတာကြားလာလို့မေးတော့မန်မောကကြားပါတယ်တဲ့ဘယ်သူမှတားမရအောင်သူကိုယ်တိုင်ထွက်ရှင်းမယ်လို့ဆိုတဲ့သူ့အမေကမိုးစွန်းနတ်ဆိုးသခင်ကပဲလုံမှာမင်းကသူ့ပြအိုင်ဘက်မဟုတ်ဘူးလို့သတိပေးတာပေါ့မန်မောကလည်းမေမေစိတ်ချပါလုံးရောင်ကအပြင်းဆုံးပဲလို့ပြန်ပြောလိုက်တယ်လေရှောင်းရောင်ကမန်နက်ဘရင်ကိုတက်ပြစ်မယ်လို့ပြောလိုက်တော့မေမေကရှောင်းရောင်ကအတော်ဆုံးဆိုတာသိပါတယ်တဲ့ဒါပေမဲ့သမီးလေးထိခိုက်မှစိုးရိမ်နေလို့ပြောပြီးကိစ္စတစ်ခုကိုဂတိပေးဖို့တောင်းဆိုလိုက်တယ်လေရှောင်းရောင်ကလည်းဂတိပေးလိုက်တာနဲ့မေမေကမန်နက်ဘရင်ရဲ့နှစ်နှစ်အရွယ်သမီးလေးကိုခိုးယူလာဖို့ခိုင်းလိုက်တော့တာပဲအမေဖြစ်သူကကလေးကိုခိုးလာခိုင်းတော့လုံရောင်ကကျမရှိနေပြီပဲဘာလို့တခြားသူကိုထက်လို့သေးတာလဲလို့ပြန်မေးခဲ့တယ်အမေကကလေးကိုခေါ်လာပေးရင်ဘေးကနေအမြဲရှိနေပေးမယ်လို့ဂတိပေးပေမဲ့နာကျင်မှုတန်ခံနေရတဲ့လုံရောင်ကတော့အနားမှာရှိနေပေးဖို့ပဲတောင်းဆိုနေခဲ့တော့တယ်အမေဖြစ်သူကကိစ္စရှိလို့ဆိုပြီးထွက်သွားတဲ့နောက်မှာတော့စာရုံးရောရှောင်းရောင်လေးဟာလက်မောင်းမှာအနာစာတွေပေါ်လာပြီးနာကျင်လို့အော်ဟစ်နေရတော့တယ်မိန်းကလေးကတော့သူ့ညီလေးငက်နေပြီမို့တောင်းပန်နေပေမဲ့လူကြီးကတော့အသက်ရှင်နေတာဘာအတိတ်ပဲရှိလဲလို့ဆိုပြီးဒေါသတကြီးချိန်လုံးနဲ့ရိုက်တယ်ပြီးတော့ဟောရောက်စိတ်မိနေတဲ့မင်းကငါ့ကိုတေးစင်မလို့လားလို့အော်ဟစ်ပြီးစက်တိုက်ရိုက်နေတော့တာပေါ့ဘာလို့နေတာလဲငါတို့မျိုးနွယ်စုဝင်ကိုဘာလို့အနိုင်ကျင့်နေတာလဲလို့လင်းအာကမေးလိုက်တော့ကိုလူကဒီမိန်းကလေးမှာကိုရောက်အစိတ်ရှိနေကြောင်းပြောပြတယ်လင်းအာကအစိတ်ရကိုတေချာကြည့်ပြီးအစိတ်မိနေသူကိုအရင်ထွက်သွားခိုင်းလိုက်တယ်အဖြူရောင်စပင်ရှင်နဲ့အလှလေးကတော့ကိုရောက်အစိတ်ဆိုတာဘာလဲလို့မေးလိုက်တာပေါ့ကိုရောက်အစိတ်ဟာအပြင်းထန်ဆုံးမိစ္ဆာအစိတ်ဖြစ်ပြီးအနှဲငယ်ထီယုံနဲ့နာကျင်စွာပြောဝင်ကကူးစက်မှုလည်းအပြင်းနဲ့လို့အလှလေးကရှင်းပြတာပေါ့ကုသဖို့မဖြစ်နိုင်တော့တာတိလိုက်ရတော့သူမကဒီလူရဲ့ဒုက္ခတွေကိုစောစောစီးစီးအဆုံးသတ်ပြီးကုသမှုမပြန့်ပွားအောင်ကာကွယ်ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်အလွန်နာကျင်နေတဲ့ဒဏ်ရာရမင်းကလေးကိုမြင်တော့အနားမှာရှိတဲ့သမီးလေးကသူ့အမေကိုအမကြီးကိုတနာဖို့ပြောပါတယ်အဖြူရောင်ဝင်းမိခင်ကလည်းဒဏ်ရာရမင်းကလေးကိုစမ်းတက်ကုသပေးမယ်လို့ပြောလိုက်တဲ့အခါမြေခွေးနိုင်ရွက်နဲ့မိမပြူကတော့လုံးဝမလုပ်ပါနဲ့အကယ်၍ခင်ဗျားတခုခုဖြစ်သွားခဲ့ရင်ဆိုပြီးတားမြစ်လိုက်ပါတော့တယ်အဖြူရောင်ဝင်းမိခင်ကတော့ခင်မုန်းဖြစ်သူကိုကျမတခုခုဖြစ်သွားနိုင်မလားဆိုပြီးစိုးရိမ်တကြီးမေးလိုက်တာပေါ့ခင်မုန်းဖြစ်သူကလည်းဘာမှမဖြစ်ဘူးလို့ပြန်ဖြေပြီးအားပေးလိုက်တဲ့အခါမိခင်ဖြစ်သူကဒဏ်ရာရသမီးလေးကိုကုသပေးပါတော့တယ်အဲ့ဒီလိုကုသပေးနေရင်သမီးလေးကိုအစိတ်ခတ်တဲ့သူကဘယ်သူလဲဆိုတာကိုသူမသိလိုက်ရပြီးဒဏ်ရာရသမီးလေးကတော့နာကျင်လို့အော်ဟစ်နေပါတော့တယ်နာကျင်နေပါတယ်လို့ပြောနေတဲ့သမီးလေးကအမကြီးကိုတနာနေတာကြောင့်မိခင်ဖြစ်သူကသူမရဲ့မေတ္တာတက်တွေနဲ့ကူညီကုသပေးလိုက်ပါတော့တယ်အဲ့ဒီနောက်အမကြီးကလည်းနိုးထလာပြီးမိခင်ဖြစ်သူကိုမမီလို့မှတ်မိဟန်နဲ့ခေါ်လိုက်တာပေါ့အမကြီးကနိုးလာပြီးကျေးဇူးတင်စကားပြောနေတော့မှာပဲည
ညီမလေးကရွှင်ပြုံးပြုံးနဲ့ရောက်လာပြီးအမကြီးလို့လာနှုတ်ဆက်ပါတယ်အဲ့ဒီနောက်မိခင်ကအမကြီးကိုထိုင်ခိုင်းပြီးဒဏ်ရာကိုပြခိုင်းလိုက်တယ်လေဒဏ်ရာပြလိုက်တော့မိခင်ကသူမရဲ့လက်နဲ့ထိတွေ့ပြီးလက်စွမ်းရည်တွေနဲ့ကုသပေးလိုက်တာပေါ့ဒါပေမဲ့အမကြီးကမိခင်ကိုကျမကိုကြောက်တာလည်းမဟုတ်ဘူးမုန်းတာလည်းမဟုတ်ဘူးလားဆိုပြီးစိတ်မချတချပြန်ပေးလိုက်တယ်အဲ့ဒီအခါမိခင်ကလည်းဒါနဲ့အမမဟုတ်ပါဘူးဒီလောက်ထိကြက်ကြက်ခံထားနိုင်တာတော်တော်လေးကိုတော်နေပါပြီဆိုပြီးစိတ်သက်သာရာရစေမဲ့စကားတွေပြအန်ပြောလိုက်ပါတော့တယ်အမေရဲ့နှစ်သိမ့်အားပေးစကားတွေကြောင့်သမီးလေးလည်းစိတ်လက်အေးချမ်းသွားပြီးဒီလိုမျိုးစိတ်သက်သာရာရလာကြပြီလို့ပြောရင်းလက်တွေကိုပုတ်တက်ပြီးစိတ်သက်သာရာယူနေတော့ကလေးမလေးတယောက်ကပန်းသီးနှလုံးကင်ပြီးအမကြီးတစ်လုံးကျမတစ်လုံးဆိုပြီးပေးလာတာပေါ့သူတို့နှစ်ယောက်လည်းပန်းသီးကိုဝမ်းသာအားရကြိုက်စားရင်းချူလိုက်တာလို့ပြောနေကြတာကိုအမေကလည်းကြည့်ပြီးပျော်ရွှင်နေမိပါတယ်တခင်ကြီးကအရာရာကိုစိတ်ချပြီးပြင်းစရာမကောင်းဘူးမျောလင့်နေတာမို့သူမကဒေဝရာဘီရင်ကိုတိုက်ရိုက်တက်ဖို့အကြံပေးလိုက်ပါတယ်အမျိုးသမီးကခြေအိတ်ဝတ်နေတော့အမျိုးသားကစိုက်ကြည့်နေတော့ဘာလို့ကြည့်နေတာလဲလို့မေးလိုက်တဲ့အမျိုးသားကလည်းသူမရဲ့အလှကိုဘလောက်ကြည့်ကြည့်မဝဘူးလို့ချွဲပြောလိုက်တော့အမျိုးသမီးကရှက်ပြုံးလေးနဲ့စကားတက်လိုက်တာလို့ပြန်ပြောတယ်အဲ့ဒီနောက်သူတို့နှစ်ဦးဖတ်ထားရင်းအမြဲတမ်းဒီလိုမျိုးသာနေချင်တော့တယ်လို့အမျိုးသမီးကရင်ဖွင့်လိုက်တာပေါ့ဝမ်ဝမ်လေးကအမဖြစ်သူကိုဖျဲသီးလီကျွေးရင်းချိုတယ်လို့ပြောနေတာပေါ့အမဖြစ်သူကဖျဲသီးကိုကြိုက်ပြီးနောက်မျက်နှာတီသွားပြီးအခုဝမ်းဝမ်းတယောက်တည်းရှိတာသူ့ကိုခေါ်သွားနိုင်ရင်မေမေရဲ့တောင်းဆိုချက်ကိုပြီးမြောက်အောင်လုပ်နိုင်ပြီလေလို့စိတ်ထဲကနေတွေးမိတယ်ပြီးမှခဏဆောင်ဦးဆိုပြီးပြောလိုက်တာပေါ့ကလေးမလေးတယောက်ဖျဲသီးစားနေတော့ရုတ်တရက်ကြီးမားတဲ့ပင့်ကူကြီးတစ်ကောင်ရောက်လာခဲ့တာပေါ့ဒါကြောင့်မိန်းကလေးကကလေးမလေးရှိကနေအကာအကွယ်ပေးလိုက်ရင်ချီဟိုကလွတ်လိုက်တာလားလို့မေးလိုက်တယ်အဲ့ဒီပင့်ကူမှာညံရင်ညံသွေးမရှိတာကိုတိလိုက်ရတော့မိန်းကလေးကလက်လွန်သွားရင်သူတို့ရဲ့အခြေအနေတွေပေါ်ကုန်မှဟာဆိုးလို့စိုးရိမ်နေမိတာပေါ့ပင့်ကူကြီးကမိန်းကလေးနဲ့ကလေးငယ်ကိုပင့်ကူမြင်တွေနဲ့တိုက်ခိုက်လာချိန်မှာတော့အင်အားကြီးတဲ့အမျိုးသမီးတဦးရောက်လာပြီးပင့်ကူမြင်တွေကိုရက်တန့်စေလိုက်တယ်ပြီးတာနဲ့ပင့်ကူကြီးရဲ့ခြေထောက်တစ်ချောင်းကိုဆွဲဖြုတ်ကအကင်လုပ်ဖို့ချက်ချင်းပြောလိုက်တာပေါ့တခင်မလေးကအဝတ်စားနွမ်းနွမ်းနဲ့ကျမလေးကိုမင်းမကြောက်ခဲ့ဘူးမလားလို့မေးလိုက်တော့ကျမလေးကမကြောက်ပါဘူးလို့ဖြေပေမဲ့တခင်မလေးကနင့်ကိုငါမေးတာမဟုတ်ဘူးမလိုအပ်တာတွေထပ်မလုပ်နဲ့နားလေလားလို့ပြင်းပြင်းထန်ထန်တတိပေးလိုက်တာပေါ့ပန်းရောင်စပင်ကောင်မလေးကချင်းယိုအမကိုပင့်ကူကြီးပဲရောက်ပြီးလဲမေးတော့အမဲဝတ်အမျိုးသမီးကမကြခင်ထမင်းစားပွဲပေါ်ရောက်လာလိမ့်မယ်လို့စနောက်တာပေါ့ကြောက်လန့်တကြားမစားဘူးလို့ကောင်မလေးကညင်းပေမဲ့အရန်ကောင်းတယ်ဆိုလို့နည်းနည်းလေးတော့စားကြည့်မယ်လို့ပြောလိုက်ရတာပေါ့လေဝမ်ဝမ်လေးကမောင်လေးလားညီမလေးလားလိုချင်လဲမေးတော့အကိုလိုချင်တယ်လို့ဖြေတယ်လေဒါပေမဲ့သူမအမေကတော့နည်းနည်းခက်လိမ့်မယ်လို့ပြောပြီးစဉ်းစားကန်းဝင်သွားတာပေါ့နော်ခဏအကြာမှာတော့သူမကိုယ်ရဲကနေမှောင်မိုက်တဲ့စွမ်းအင်တွေထွက်ပေါ်လာပြီးကောင်းကင်ရံစီပြန်တက်သွားပါတော့တယ်ပင့်ကူမိမတအူးကလမ်းမနေတဲ့မိန်းကလေးကိုလှောင်ပြောင်လိုက်တဲ့ခါမှာပဲသူမဟာမဟာဒီယောင်ဓာရံအဖြစ်ရုပ်ပြောင်းသွားပါတော့တယ်အံ့အားသင့်သွားတဲ့ပင့်ကူမိမကိုဒီယောင်ဓာရံကစူးစိုက်ကြည့်ပြီးချက်ချင်းပဲဖျက်ဆီးပစ်လိုက်ပါတယ်